ပါရမီ7ပါးရှိတဲ့နကဒီကနေ့ဒါနပါရမီနဲ့ပတ်သက်ပြီးတော့စတင်ပြီးတော့နာယူကြည်ညိုကြရအောင်နော်အဲ့တော့ဦးဇင်းတို့ပါရမီ7ပါးတရားဆိုတဲ့အတိုင်းဒါနရဲ့အကြောင်းကိုမပြောသေးခင်မှာပါရမီဆိုတဲ့စကားလုံးရဲ့အဓိပ္ပာယ်ကိုအရင်စပြီးတော့မှတ်သားကြည့်ရအောင်နော်ပါရမီဆိုတာနဲ့ပတ်သက်ပြီးတော့ဦးဇင်းတို့ကျမ်းဂန်တွေထဲမှာမျိုးမျိုးအဓိပ္ပာယ်ဖွင့်ဆိုထားတယ်ပေါ့အဲ့ဒီအမျိုးမျိုးအဓိပ္ပာယ်ဖွင့်ဆိုထားတာတွေတဲကနော်အဓိကကြတဲ့အဓိပ္ပာယ်ဖွင့်ဆိုချက်ကလေး2ခုလောက်ဘိဓဘောင်သူတော်ကောင်းတို့မှတ်သားကြည့်ကြမယ်ပရမဏံကမ္မံပါရမီတဲ့ပထမအဓိပ္ပာယ်ဖွင့်ပြတာလေးပရမဏံမြင့်မြတ်သောပုဂ္ဂိုလ်တို့ရဲ့ကမ္မအလုပ်ကိစ္စပါရမီမြင့်မြတ်သောပုဂ္ဂိုလ်တို့ရဲ့လုပ်ငန်းကိစ္စမြင့်မြတ်တဲ့ပုဂ္ဂိုလ်တွေလုပ်ကြတဲ့အလုပ်ကိုဒါပါရမီလို့ဒီလိုရိုးရိုးလေးနားလည်ရတနည်းအားဖြင့်မြင့်မြတ်သောပုဂ္ဂိုလ်တို့သာလျှင်လုပ်နိုင်တဲ့အလုပ်တွေပေါ့ဟောဒီအလုပ်တွေကိုလုပ်ပြီးဆိုရင်လည်းပဲဒါမြင့်မြတ်တဲ့ပုဂ္ဂိုလ်လို့လည်းပဲသိနိုင်တယ်ပေါ့မြင့်မြတ်တဲ့ပုဂ္ဂိုလ်မှသာလည်းပဲဒီအလုပ်တွေကိုလုပ်နိုင်တယ်ဆိုတဲ့အဓိပ္ပာယ်ကိုမသိရဘူးလားသိရောက်တယ်အဲ့တော့ပါရမီဆိုတာဘာလဲလို့မေးရင်ဒီစကားရပ်လေးကိုအထောက်ထားပြုပြီးတော့ပါရမီဆိုတာမြင့်မြတ်သောပုဂ္ဂိုလ်တွေလုပ်ကြတဲ့လုပ်ငန်းကိစ္စဒီနည်းအားဖြင့်မြင့်မြတ်တဲ့လုပ်ငန်းဒါပါရမီပေါ့နောက်အဓိပ္ပာယ်ဖွင့်ဆိုတာလေးတစ်ခုကပါရနိဗ္ဗာနံအယန္တိခိစ္ဆန္တိဧတာဟိတိပါရမီယောတဲ့နော်ပါရနိဗ္ဗာနံအယန္တိခိစ္ဆန္တိတစ်ဖက်ကန်းဒီဟုသောနိဗ္ဗာန်ကိုရောက်တဲ့လို့ပို့တယ်လို့အဲ့ဒါကိုပါရမီလို့လည်းခေါ်တယ်တဲ့နော်နိဗ္ဗာန်ဆိုတာကိုဒီနေရာမှာသူကတစ်ဖက်ကန်းလို့ပြောတယ်နော်တက္ကာယလို့ဆိုတဲ့ထင်ရှားဖြစ်ပေါ်နေတဲ့ဒီယုံနံဓမ္မတဘာဝတရားတွေကတော့ဆင်းရဲဒုက္ခဒီဟုသောဒီဘက်ကန်းပေါ့ဒီဘက်ကန်းကိုကြော်လာနိုင်မှဟိုဘက်ကန်းဆိုတာကိုရောက်မယ်ပေါ့အဲ့တော့ဟိုဘက်ကန်းဆိုတာဒီနေရာမှာဘာကိုပြောတာတုံးဆိုတော့နိဗ္ဗာန်ကိုပြောတာအဲနိဗ္ဗာန်ကိုပါရဒုက္ခတွေရဲ့ဟိုဘက်ကံပေါ့အဲ့ဒီဒုက္ခတွေရဲ့ဟိုဘက်ကံကိုရောက်အောင်ပို့တယ်လို့မို့အဲ့ဒီလုပ်ငန်းတွေကိုပါရမီလို့လည်းခေါ်တယ်တဲ့ဆိုလိုတာကဒီကောင်းမြတ်တဲ့အလုပ်တွေကိုလုပ်မယ်ဆိုလို့ရှိရင်ဆင်းရဲတဲ့ဒီဘက်ကံကနေလွန်မြောက်ပြီးတော့ချမ်းသာတဲ့ချမ်းသာမှဖြစ်တဲ့နိဗ္ဗာန်တည်းဟူသောဟိုဘက်ကံကိုရောက်သွားနိုင်တယ်ဒါကြောင့်ပါရမီရဲ့အတိပ္ပယ်ကိုအဲ့ဒါလိုလည်းပဲမှတ်ကြရမယ်ပေါ့အဲ့ဒီပါရမီတရားကဘေးတပေါင်းသူတော်ကောင်းတို့အလုံးခေါင်းထဲမှာအစီအစဉ်တကျမှတ်သားထားတာရှိပြီးသားပါဟုတ်လားဒါနံသီလင်္စနိခမပညာဝိရိယပင်စမခန္တီသစ္စာအဋိဌာနမေတ္တုပိက္ခာတိတေရတာလို့ဒီလောကဓာတ်လေးနဲ့မှတ်သားတယ်ဒါနံသီလင်္စနိခမပညာဝိရိယပင်စမအာဟုမြောက်ခန္တီသစ္စာအဋိဌာနမေတ္တုပိက္ခာတိတေရတမေတ္တုပိက္ခာဆိုတာကမေတ္တာဥပေက္ခာကိုပေါင်းတာမေတ္တာနဲ့ဥပေက္ခာကိုပေါင်းပြီးတော့ပြောလိုက်တာပေါ့မေတ္တုပိက္ခာဆိုတာနော်ဒါကြောင့်ပါရမီ7ပါးဆိုတာကိုပိဋကပေါင်းသူတော်ကောင်းတို့အလုံးခေါင်းစဉ်အရာတော့မှတ်သားထားကြပြီးသားပေါ့နော်အဲ့တော့ဒီနေရာမှာဦးဇင်းတို့ဒီပါရမီဆိုတဲ့မြင့်မြတ်တဲ့လုပ်ငန်းတွေဟာကျင့်ကြံကြိုးကိုအားထုတ်မယ်ဆိုလို့ရှိရင်ကိုအားထုတ်နိုင်တဲ့အတိုင်းအတာပမာဏကိုလိုက်ပြီးတော့အကျိုးကျေးဇူးတွေအများကြီးရနိုင်တယ်ပေါ့တကယ်ကိုပါရမီတရားတွေကိုအဆုံးစွန်အမြင့်မားဆုံးအနေအထားတွေရအောင်ပြုနိုင်ကြမယ်လုပ်နိုင်ကြမယ်ဆိုရင်သူကဘုရားကိုဖြစ်မှာဟုတ်လားပါရမီကိုအမြင့်မြတ်ဆုံးအတိုင်းအတာထိရောက်အောင်ကြိုးစားဆောင်ရွက်နိုင်မယ်ဆိုရင်အဆုံးစွန်ပဲထိရောက်နိုင်တော့အေးဘုရားအဖြစ်ကိုတောင်ပြုနိုင်တယ်သဗ္ဗညုတဉာဏ်ကိုတောင်ရနိုင်တယ်သဗ္ဗညုတဉာဏ်ကိုရသွားကြတဲ့အဆူဆူသောဘုရားရှင်တိုင်းဒီပါရမီ7ပါးကိုအထွတ်အထိပ်ရောက်အောင်အပြည့်စုံဆုံးဖြစ်အောင်သူတို့ဟာဖြည့်ဆည်းသွားကြလို့ဘုရားဖြစ်သွားကြတာတော့ဒီပါရမီဆိုတာနဲ့ပတ်သက်ပြီးတော့အရင်တို့ပြောမယ်ဆိုလို့ရှိရင်ဒီသူမေတာရှင်ရဲ့သိရဲ့အကြောင်းကမပြောလို့မဖြစ်ဘူးဒါကြောင့်သူမေတာရှင်ရဲ့သိအကြောင်းကိုပေးတဲ့ပေါင်းသူတော်ကောင်းတို့အနည်းငယ်မှတ်သားကြည့်မယ်ပေါ့သူမေတာရှင်ရဲ့သိဆိုတာက
လွန်ခဲ့တဲ့4သိချင်းနဲ့ကဘာတသိန်းကာလထက်ကနော်ဒီပင်ကရာဆိုတဲ့မြတ်စွာဘုရားရဲ့ခြေတော်ရင်းမှာနော်တပ်ပင်ညုတဉာဏ်ကိုရဖို့ဘုရားစုပန်တော်မူခဲ့တဲ့ပုဂ္ဂိုလ်တို့ကြီးပေါ့အဲ့ဒါဦးဇင်းတို့ဘုရားစုပန်ပြီးတဲ့နောက်4သိချင်းနဲ့ကဘာတသိန်းကာလကြာတဲ့အခါမှာဂေါတမဗုဒ္ဓဆိုပြီးတော့ဒါဘုရားအဖြစ်နဲ့ပွင့်ပေါ်လာတယ်ပေါ့အဲ့တော့အဲ့ဒီသူမိတာရှင်ရသေးရဲ့အနေအထားလေးကအလွန်တရာမှအံ့ဩစရာကောင်းတဲ့အနေအထားအလွန်တရာချမ်းသာကြွယ်ဝတဲ့စည်းစိမ်ဥစ္စာတွေကိုစွန့်ပြီးတော့နော်ဟိမန္တာဝင်ပြီးတော့ရသေးဝတ်တယ်9ရက်အတွင်းမဲ့ဇံအပိန်ခြင်းနဲ့ပြည့်စုံတယ်အဲ့ဒီဇံချမ်းသာနဲ့ပဲသူနေနေတဲ့အတွက်ကြောင့်လောကကြီးမှာဘုရားပွင့်သွားတယ်ဆိုတာကို तू မသိဘူးနော်ဒီပင်ကရာမြတ်စွာဘုရားပွင့်တယ်ဆိုတာတာမန်အဖြစ်မသိမသာမထင်မရှားပွင့်သွားတာမဟုတ်ဘူးနမိတ်ကြီးတွေအကြီးအကျယ်ပြပြီးတော့ဘွားတော်မူတဲ့အခါသဗ္ဗညုတဉာဏ်ကိုရတော်မူတဲ့အခါနော်ဓမ္မစကြာတရားဥဟောတော်မူတဲ့အခါအစရှိသဖြင့်နော်အထင်ကရအထိကရနော်အပြောင်းလဲကြီးတွေနမိတ်ကြီးတွေပြပြီးတော့မှအဲ့လိုဖြစ်တာဒီလောက်ထင်ရှားတာကို तू မသိဘူးဘာလို့မသိတာတော့ဆိုတော့ तू ကဇန်ချမ်းသာနဲ့ဟိမန္တာထဲမှာပျော်မွေ့နေလို့အဲ့ဒါတနေ့တော့သူရမဝတီဒီဘက်ကိုနော်ကောင်းကင်ကနေပြီးတော့ဇယင်စီးပြီးတော့လာတော့အောက်မှာလမ်းနေပြင်နေကြတဲ့လူတွေကို तू တွေ့တာအဲ့လိုတွေ့တဲ့အခါကျတော့ तू ဆင်းပြီးတော့စုံစမ်းတာဘာလို့နေကြတာတော့လူတွေဒီလောက်များနေတာဆိုတော့ဒီပင်ကရာမြတ်စွာဘုရားဒီလမ်းကိုကြွလာမှဖြစ်တဲ့အတွက်ကြောင့်ယဟန္တာပေါင်း4သိန်းချန်ရံပြီးတော့ကြွလာမှဖြစ်တဲ့အတွက်ကြောင့်လမ်းပြင်နေကြတာအဲ့ဒီလိုပြောတော့ဘုရားဆိုတဲ့အတန်ကို तू အဲ့ဒီမှာကြားတယ်အဲ့ဒါရိုးတွင်းချင်းစီထိခိုက်အောင်အရသာရှိတယ်။ဩဘုရားကြားရခဲ့တဲ့ဒီစကားဟုတ်လားအဲ့ဒါနဲ့သူ့အတွက်လည်းပဲတဏှာသာလမ်းပြင်ဖို့အတွက်ပြေးပါသူလည်းပဲကုသိုလ်ရခြင်းနဲ့ပေါ့ဒီယတိကအလွန်တရာမှတကိုးကြီးတဲ့ယတိလို့ဧတတွေကဒကာရမတွေကသိတယ်သိတဲ့အတွက်ကြောင့်သူ့ကိုအလွန်ဆိုးတဲ့ပြင်ဖို့ခက်တဲ့နေရာကြီးတစ်ခုကိုပေးလိုက်တယ်တကိုးနဲ့ပြင်မယ်ပေါ့ဒါပေမဲ့သူ့မိသားရှင်တွေကတကိုးနဲ့မပြင်ဘူးဒီတိုင်းပဲကာယအားကိုအသုံးချပြီးတော့ပြင်တယ်ပေါ့အဲ့ဒါဘုရားကကြွလာတော့မယ်ဆိုတဲ့အနေအထားမျိုးမှာသူ့ရဲ့လမ်းကမပြီးသေးဘူးမပြီးသေးတော့ပိဿတို့သိပါတယ်နော်စံကျစ်ကိုဖြည့်ပြီးတော့ရှင်ဘွက်ထဲမှာအလျားမှောက်ချလိုက်တယ်နော်ဘုရားရှင်နဲ့တကွယန္တာလေးသိမ့်သူ့ရဲ့ခန္ဓာကိုယ်ကိုတရားအဖြစ်နဲ့အသုံးပြုပြီးတော့နင်းပြီးတော့ကြွသွားကြပါစေငါဟာမြတ်စွာဘုရားရဲ့ထံတော်ဘာမှာအသက်ကိုစွန့်မယ်နော်ယန္တာလေးသိမ့်နဲ့မြတ်စွာဘုရားတကယ်သာနင်းကြွသွားမယ်ဆိုရင်သူအသက်ရှင်နိုင်ကြအကြောင်းမရှိဘူးအဲ့ဒါနဲ့ဘုရားရဲ့အသေးတော်ကိုဖူးရမျောတဲ့အခါမှာသူဘလို့ရှင်းသားတော့ဩငါဟာဒီကနေ့ငါရခြင်းလို့ငါယူလိုက်မယ်ဆိုလို့ရှိရင်အရဟတမေဉာဏ်ကိုငါရနိုင်တယ်တဲ့သူယန္တာဖြစ်နိုင်တယ်ဒါပေမဲ့ငါလို့အားအစွမ်းနဲ့ပြည့်စုံတဲ့ပုဂ္ဂိုလ်တယောက်ထီထီနိဗ္ဗာန်သွားခြင်းအဖြစ်ဘာအကျိုးရှိမလို့နတ်နဲ့တကွာတော့ဟောဒီလောကကြီးကိုငါကယ်တင်ပြီးတော့သွားမယ်လို့ရဲရဲတောက်စိတ်ကူးပေါ့လူသားမှနေစိတ်မကူးရတဲ့စိတ်ကူးမျိုးပေါ့ကိမ္မေဧကေနတေနေနပုရိသေနဓမ္မတတိနာသဗ္ဗညုတံပါပုနိဒဝတန္တာရတံတရေဝကဒုတိကဒါလေးဒါဥစဉ်တို့မြတ်စွာဘုရားကပိလဝနေပြည်တော်ကိုပထမဦးဆုံးချိန်ကြွတော့ရွှေတော်မျိုးတော်တာကီဝင်တွေကသိကြတဲ့အတိုင်းမာနကအလွန်ကြီးတာဆိုတော့ရှင်မခိုးနိုင်ဘူးဝမချနိုင်ဘူးငယ်တဲ့ပုဂ္ဂိုလ်တွေကိုပဲရှေ့ကနေပြီးတော့ရှ िख ိုးဥတင်ခိုင်းတယ်အဲ့ဒီမှာမြတ်စွာဘုရားကတကိုးပြာလေးဟာပြရတယ်ရွှေတော်မျိုးတော်တို့ရဲ့မာနကိုချိုးနှိမ်မှုအဲ့ဒီမှာမြတ်စွာဘုရားရဲ့အသေးတော်ကိုရှင်သာရိပုတ္တရာကိုရမြတ်ကြီးကဖူးမြော်ရတော့ဘုရားဖြစ်အောင်ဘယ်လိုလုပ်ခဲ့ရသလဲဆိုတာကိုမေးလို့မြတ်စွာဘုရားကဗုဒ္ဓဝင်ပါဠိတော်ဆိုပြီးတော့ဘုရားကိုယ်တော်တိုင်ဟောခဲ့တာဒီအကြောင်းအရာတွေကဒါသူမေရဖြမနာနော်သူမေရကထာဆိုတော့ဒါကတည်တံမှတ်တမ်းတင်ထားတာပေါ့နော်ကိမ္မေဧကေနတေနေနပုရိသေနဓမ္မတတိနာသဗ္ဗညုတံပပုနိဒဝတန္တာရတံတရေဝကငါလိုအားအစွမ်းနဲ့ပြည့်စုံတဲ့ပုဂ္ဂိုလ်တယောက်ဟာတကူကောင်းဆံပြီးတော့နိဗ္ဗာန်ကိုကိုတီးတီးသွားမယ်ဆိုရင်ဘာအကျိုးရှိမလဲနော်နတ်နဲ့တကွာသောလောကကိုငါဟာသဗ္ဗညုတဉာဏ်ကိုရအောင်လုပ်ပြီးတော့နတ်နဲ့တကွာသောလောကကိုငါကယ်တင်မယ်လို့ဒီလိုဆုံးဖြတ်တယ်
အဲ့လိုဆုံးဖြတ်ပြီးတော့သူဘုရားစုပန်တယ်လို့ဆိုကြပါစို့အဲ့ဒီမှာဦးဇင်းတို့ဘုရားစုပန်တဲ့ချိန်မှာအနားမှာယူရှိတုံဆိုတော့ပေးသက်တွေထဲမှာသူမိတ်တာဆိုတဲ့အမျိုးကောင်းသမီးလေးတယောက်ရှိတယ်ဒီပင်ကရာမြတ်စွာဘုရားကိုပူဇော်ဖို့အတွက်ဆိုပြီးတော့နော်ကြာပန်းရှစ်လက်သူယူလာတာအဲ့ဒါဒီသူမိတာရှင်ရသေးကိုမြင်မြင်ချင်းပဲနော်မေတ္တာပေမတတ်လွှမ်းခြုံမိတဲ့အတွက်ကြောင့်ကြာပန်း၅လက်ကိုဘုရားလောင်းသူမိတာကိုသူလှူတယ်ရှင်ဘုရားလိုရှိရကိုနော်လှူပါတတ်မှအသုံးပြုပါပေါ့အဲ့ဒီမှာပဲဒီပင်ကရာမြတ်စွာဘုရားကသူမိတာရှင်ရသေးကိုဗျာဒိတ်စကားမိန့်ကြားတယ်ပေါ့နော်လာမဲ့၄သင်္ချေနဲ့ကဘာတသိမ်းမှာနော်ဂေါတမဗုဒ္ဓဆိုတဲ့အမည်တော်နဲ့သဗ္ဗညုတဉာဏ်ကိုရလို့ဘုရားစင်စစ်ဧကံဖြစ်လိမ့်မယ်နော်မေတော်ကဘယ်သူခမဲတော်ကဘယ်သူလက်ဝဲတော်ရန်လက်ရတော်ရန်ကဘယ်လိုအလှုပ်ကျွေးကဘယ်သူအကုန်လုံးအတိအကျနော်အကုန်လုံးအတိအကျနော်ဗျာဒိတဗျာဒိတ်ဆိုတာဘယ်လိုမှမလွဲနိုင်တဲ့စကားနော်ကောင်းငင်ကိုပြစ်လိုက်တဲ့ခဲဟာမြောက်လိုက်တဲ့ခဲဟာတေချာဘောမြေကြီးဘောကိုပြန်ကြလာမှဖြစ်သလိုဘုရားရှင်ကိုရောမြတ်ကြီးတို့ပြောလိုက်တဲ့ဗျာဒိတ်စကားဒီမဖြစ်ဘူးဆိုတာမရှိဘူးအဲ့တော့လူတွေကဒီရှင်ရတိကလာမဲ့၄တင်ရှင်နဲ့ကဘာတသိမ်းမှာဘုရားဖြစ်မဲ့ဘုရားရဲ့အလျာဘုရားရဲ့အညွန့်နဲ့လူတွေကအဲ့တော့တို့တကယ်လို့တို့ဒီပင်ကရာမြတ်စွာဘုရားရဲ့ထံတော်ဘာမှာတို့တရားတို့တရားမြတ်ကိုမရခဲ့လို့ရှိရင်နော်ညစ်ထဲမှာမျောနေတာဒီစိတ်ကန်းကိုမကတ်နိုင်ရင်ဟိုးအောက်ကြတဲ့စိတ်ကန်းကြရင်တော့တို့ကတ်နိုင်မှာပဲဆိုတဲ့အတွေ့မျိုးနဲ့လူတွေကဝိုင်းပြီးတော့ပူဇော်ကြသူမိတာရှင်ရသေးကိုနော်ဘလောက်ထိပူဇော်ကြဆိုပန်းတွေအများကြီးနဲ့ပူဇော်တာပန်းတွေကိုအပုံကြီးဖြစ်နေတယ်ပန်းတွေနဲ့ပူဇော်တာကလူတွေတည်းမကဘူးနော်ဒီပင်ကရာမြတ်စွာဘုရားနဲ့ယဟန္တာပေါင်း၄သိန်းကလည်းပဲအဲ့ဒါပန်းရှစ်စုပ်နော်ဒီပင်ကရာမြတ်စွာဘုရားကလည်းပူဇော်တယ်ဆိုတာကတော့အမျက်တနိုးတန်ဖိုးထားတဲ့လေးစားတဲ့အနေနဲ့ဒါပန်းရှစ်စုပ်သူ့ဘောကိုကျဲထားခဲ့တာအဲ့ဒါပန်းပုံကြီးဖြစ်နေတာဒါဘုရားရှင်ကိုရမြတ်ကြီးပြန်ကြွသွားပြီဆိုတော့အဲ့ဒီပန်းပုံကြီးပေါ်မှာထိုင်နေပြင်းတို့ဘုရားလောင်းကသူ့မိသားကနော်အကုန်လုံးပြန်သွားကြပြီလူတွေလည်းပဲပူဇော်တဲ့လူတွေလည်းမရှိတော့ဘူးအဲ့ဒီတော့ပန်းပုံကြီးတို့မှာသူတပါးတည်းငါ့ကိုဒီပင်ကရာမြတ်စွာဘုရားကဘုရားရှင်စီဧကံဖြစ်လိမ့်မယ်လို့ဗျာဒိတ်စကားမိန့်သွားတယ်ဘုရားရှင်တို့ရဲ့ဗျာဒိတ်ဆိုတာလည်းလွဲမှားတယ်လို့မရှိဘူးတော့ဒီနေ့ပဲမနေ့ပြန်မယ်နော်သဗ္ဗညုတဉာဏ်ကိုရတော့မလို့မျိုးမြတ်စွာဘုရားလောင်းတော်ရဲ့စိတ်ထဲမှာအဲ့ဒါလိုအလွန်တရာမှထက်သန်တဲ့ယုံကြည်မှုနော်ဒါတွေကရှိနေတယ်ဒါမဲ့လို့ဘုရားဖြစ်လိမ့်မယ်လို့သာပြောသွားတာနော်ဘုရားဖြစ်အောင်ဘယ်လိုလုပ်ရမလဲဆိုတာကိုပြောသွားတာတော့မရှိဘူးအဲ့ဒီမှာဦးဇင်းတို့ထူးခြားချက်တစ်ခုကဘာလဲဆိုတော့နတ်တီပြမာတွေရောက်လာတယ်တဲ့နတ်တီပြမာတွေရောက်လာပြီးတော့ဘာပြောကြတော့ဆိုတော့အိုးအရှင်သူမိတာသင်ဟာဘုရားရှင်စီဧကံဖြစ်မယ်ဆိုတာဒါသိကြတယ်တဲ့ဘာဖြစ်လို့လဲဆိုတော့ရှေးတုန်းကဘုရားလောင်းနေဗျာဒိတ်ရပြီဆိုလို့ရှိရင်ဖြစ်ပေါ်ခဲ့ဘူးတဲ့နမိတ်တွေဟာလည်းပဲအခုလည်းဖြစ်နေတယ်တဲ့နော်နတ်တွေပြမာတွေကတတန်းအလွန်ရှိတာဆိုတော့သူတို့မှအတွေ့အကြုံတွေရှိတယ်ပေါ့ဟုတ်လားရှေးတုန်းကအလောင်းတော်တွေဗျာဒိတ်ရပြီဘုရားဖြစ်မယ်လို့ဗျာဒိတ်ကိုခံရပြီဆိုလို့ရှိရင်ဖြစ်ပေါ်ယူဓမ္မရာလောကကြီးရဲ့စမ်းကြယ်တဲ့နမိတ်လက္ခဏာနော်ဒါတွေဟာလည်းပဲအခုလည်းပဲဖြစ်နေတယ်တဲ့အဲ့ဒါနမိတ်ကြီး32ပါးတဲ့အဲ့ဒါတွေအကုန်လုံးတော့ဥစဉ်ကောင်းထဲမှာမမှတ်နိုင်အဲ့ဒီတဲကစိတ်ဝင်စားတာလေးတော့မှတ်ထားတာတော့ရှိတယ်အဲ့ဒါကဘာလဲဆိုတော့တခြားသောနေ့တွေမှာလူတွေဟာမယောင်ရဲမတင်းတိမ်မှုမကျေနပ်မှုတွေနဲ့နေကြတာဒါပေမဲ့ဗျာဒိတ်တော်ခံယူတဲ့နေ့မှာတော့လူတွေရဲ့စိတ်ထဲမှာမယောင်ရဲဘူးမတင်းတိမ်မှုဆိုတာမရှိဘူးတဲ့ရောင်ရဲတင်းတိမ်မှုရှိနေတဲ့အောကြမကောင်းလားနော်ဒါဘုရားဖြစ်လာမဲ့ပုဂ္ဂိုလ်တူတယောက်ရဲ့နော်စွမ်းရည်တတ္တိကိုနော်ဓမ္မပိုင်းဆရာကနေပြီးတော့ဒါအထောက်အကူပြုပြီးတော့အတိအမှတ်ပြုလိုက်တဲ့သဘောမျိုးလို့လည်းပဲဥစဉ်ကတော့စဉ်းစားကြည့်တယ်ပေါ့နော်တခြားသောနေ့တွေမှာတတ္တဝါတွေရဲ့တဏ္ဍာမှာယာဂဒေါသမောဟဆိုတဲ့အညစ်အကြေးတွေရှိနေတဲ့အဲ့ဒီဗျာဒိတ်တော်ခံယူတဲ့နေ့မှာတော့အဲ့ဒီအညစ်အကြေးတွေမရှိဘူးတဲ့အဲ့ဒါဗျာဒိတ်တော်ခံယူတဲ့နေ့ကကဆုံလာပြည့်နေ့ပဲဒါကြောင့်ဥစဉ်တို့ဟိုတနေ့ကဘာမခောကျုပ်ဆရာဘုရားကြီးရဲ့အကြောင်းမှာ
ဗုဒ္ဓမွေးနေ့အကျိုးလို့တော့ဗျာဒိတ်တော်ခံဖွားပွင့်စံဆိုတာဗျာဒိတ်တော်ခံယူတဲ့နေ့ဖွားတော်မူတဲ့နေ့သဗ္ဗညုတဉာဏ်ကိုရတော့ဘုရားဖြစ်နေပွင့်တော်မူတဲ့နေ့ပြိဋိဘံစံတဲ့နေ့ဆိုတာအဲ့ဒါဒီကဆုံလပြည့်နေ့ဒါကြောင့်ပါမခကျုပ်ဆိုတော့ဘုရားကြီးကဒီကဆုံလပြည့်နေ့ကိုမြတ်စွာဘုရားရဲ့မွေးနေ့အနေနဲ့ကြီးကြီးကျယ်ကျယ်ဆောင်ရွက်ကြဖို့ကျင့်ပကြဖို့ဒါဆောဩနေတာရှိတယ်ဟုတ်လားအေးထားပါတော့လေအဲ့တော့ဒီမှာရှင်းတုံးကဗျာဒိတ်ရတုံးကဖြစ်ခဲ့တဲ့အနေအထားနမိတ်တွေဟာအခုလည်းပဲရှိနေတယ်ဖြစ်နေတယ်နတ်တွေပြမာတွေကိုအောက်ကလူတွေကမြင်ရတယ်လို့ဆိုတယ်ငရဲသားတွေကိုလည်းမြင်ရတယ်လို့ဆိုတယ်ပန်းတွေကလည်းအကုန်လုံးပွင့်နေတယ်လို့ဆိုတယ်အံ့ဩစရာတွေအများကြီးပါပဲနတ်ရဲ့တူရိယတန်တွေဒီတိုင်းပဲကြားနေရတယ်လို့လည်းဆိုတယ်နမိတ်ကြီး32ပါးအဲ့ဒါတွေကအခုထင်ရှားဖြစ်နေတယ်တဲ့ဒါကြောင့်အရှင်သူမေတ္တာဒီတေချာပေါက်ဘုရားဖြစ်လိမ့်မယ်အပိစကားပြောကြတာပေါ့အဲ့ဒါသူတို့လည်းအပိစကားပဲတာပြောသွားတာဘုရားဖြစ်အောင်ဘယ်လိုလုပ်ရမလဲဆိုတဲ့နီလန်းလမ်းစာကိုတော့တရားမှပြောနိုင်ခြင်းမရှိဘူးဒီပင်ကရာမြတ်စွာဘုရားကလည်းပြောသွားတာမရှိဘူးဘုရားဖြစ်လိမ့်မယ်လို့သာဗျာဒိတ်စကားပြောသွားတာဘုရားဖြစ်အောင်ဘယ်လိုလုပ်ရမလဲလို့နီလန်းပေးသွားတာတော့မရှိဘူးဟောအဲ့ဒီတော့ပန်းပုံကြီးပေါ်မှာထိုင်ပြီးတော့နေတဲ့ဦးဇင်းတို့ရဲ့ဘုရားလောင်းသူမေတ္တာရှင်ရဲ့သေးကငါ့ကိုဘုရားဖြစ်မယ်လို့သာပြောသွားကြတာအခုလည်းပဲပြောနေကြတာနတ်တွေရောပြမာတွေရောဒါပေမဲ့ဘုရားဖြစ်အောင်ဘယ်လိုလုပ်ရမလဲဆိုတော့တယောက်မှပြောတာတော့မရှိဘူးအဲ့တော့ဘုရားအဖြစ်ကိုပြုတ်တတ်တဲ့တရားတွေကိုငါကိုယ်တိုင်ပဲရှာဖွေမယ်တဲ့ဘယ်မှာရှာမှာတော့ဆိုတော့ဟောဒီအရက်10မျက်နှာမှာရှိတဲ့ဓမ္မဓာတုတရားဓာတ်တွေထဲမှာဘုရားအဖြစ်ကိုပြုတ်တတ်တဲ့တရားကိုငါကိုယ်တိုင်ပဲရှာမယ်တဲ့နော်အဲ့ဒါကိုဦးဇင်းတို့ဘုဒ္ဓဝင်ပါဠိတော်ထဲမှာဟန္တကရေဝိသိနံတော်ဟန္တအခုပဲဥဒ္ဒံအတော်ဒတဒိဋ္ဌအထက်ရက်အောက်ရက်အရက်10မျက်နှာအဲ့ဒီမှာရှိတဲ့ဓမ္မဓာတုရတရားတတ်ထဲမှာဗုဒ္ဓကရေဘုရားအဖြစ်ကိုပြုတတ်တဲ့ဓမ္မေအဲ့ဒီတရားတွေကိုဝိသိနာမိဣတောစီတောထိုမဤမငါဟာရအောင်ရှာဖွေမယ်ဟန္တဗုဒ္ဓကရေဓမ္မေဝိသိနာမိဣတောစီတောဥဒ္ဒံအတော်ဒတဒိဋ္ဌယာဝတဓမ္မဓာတုယဒီကထာလေးကိုသူကိုယ်တိုင်ရွတ်တာဟုတ်လားဒီအရက်10မျက်နှာတည်းဟူသောနေရာတွေမှာရှိနေတဲ့ဓမ္မဓာတ်တွေထဲမှာဒီသဘာဝအရင်ကဓာတ်ကြီးတွေထဲမှာပဲဘုရားအဖြစ်ကိုပြုတတ်တဲ့သဘာဝတရားကိုငါတွေးအောင်ရှာမယ်တဲ့ဟုတ်လားဝိသိနံတော်တတတခိန်ပထမန္ဒါနပါရမေဝိသိနံတော်တတတခိန်ပထမန္ဒါနပါရမေပုပ္ပကေဟိမဟေတိဟိအနုစိန်တမဟာပဋ္ဌအဲ့ဒါလို့ရှာလိုက်တဲ့အခါကျတော့တဲ့တရားထိုအခါ၌ဝိသိနံတော်ရှာဖွေလိုက်တဲ့အခါမှာပုပ္ပကေဟိဟိုးရှေးတုန်းကမဟေတိဟိဘုရားရဲ့အလောင်းလေယာဘုရားလောင်းသူတော်ကောင်းတို့သည်အနုစိန်တအမြဲမပြတ်လေ့ကျင့်အပ်သောမဟာပဋ္ဌာန်လမ်းမကြီးတစ်ဖွဲ့ဖြစ်၍နေသောဒါနပါရမီဒါနပါရမီတည်းဟူသောတရားကိုပထမရှိဥစွာအတ္တခိန်တွေ့ရပြီမြင်ရပြီတဲ့သူကိုယ်တိုင်ရှာလို့တွေ့တာနော်အဲ့ဒါလို့ဘုရားအဖြစ်ကိုပြုတဲ့တရားတွေကိုရှာတာဟာတာမန်ဉာဏ်နဲ့မရှာနိုင်ဘူးတဲ့အဲ့ဒီဉာဏ်ကိုဘာလို့ပြောတော့ဆိုတော့ပါရမီပဝိရှယဉာဏ်လို့ဇာထဲမှာတော့အလိုလေးရေးပြတယ်အဲ့ဒါဟာနော်သေယံဘူးဉာဏ်တစ်မျိုးပဲတဲ့ဒီလိုအစာထဲမှာဖွင့်တယ်ဒါဟာတစ်ချိန်မှာဘုရားဖြစ်မယ်ဆိုတာကိုအတိတ်နိမိတ်ပြတဲ့အနေနဲ့အဲ့ဒါရှေ့ပြေးပုပ္ပနိမိတ်ပဲတဲ့အဲ့ဒါတပ်ပညုတဉာဏ်တစ်မျိုးပဲတဲ့သေယံဘူးဉာဏ်တစ်မျိုးပဲတဲ့နော်တပ်ပညုတဉာဏ်လို့တော့ဘယ်လိုသေယံဘူးဉာဏ်လို့သုံးတယ်ကိုယ်တိုင်သိတာတဲ့အဲ့ဒီဥစ္စာနောက်တစ်ချိန်မှာသစ္စာလေးပါးကိုကိုယ်တိုင်ထိုးထွင်းပြီးတော့သိမဲ့အတွက်ဒါရှေ့ပြေးနိမိတ်လို့ပြောတယ်ဘုရားလောင်းနေတိုင်းဘုရားလောင်းနေတိုင်းဘုရားဖြစ်အောင်ဘယ်လိုလုပ်ရမလဲဆိုတဲ့နိလန်ကိုသူတို့ကိုယ်တိုင်ရှာအဲ့လိုရှာတဲ့အခါကျတော့ပထမဘာတွေ့တော့ဒါနပါရမီကိုတွေ့တယ်တဲ့အဲ့ဒီဒါနပါရမီကိုဘယ်လိုသုံးသပ်ပြထားတယ်ပုပ္ပကေဟိမဟေတိဟိအနုစိန်တမဟာပဋ္ဌာရှေးတုန်းကအလောင်းတော်သူမြတ်ကြီးတွေအမြဲတမ်းလေ့ကျင့်တဲ့မဟာပဋ္ဌာဖုံးနေအောင်လျှောက်ထားလို့လမ်းမကြီးလိုဖြစ်နေတဲ့သဘာဝတရားနောက်ဒါနတရား
Imandum Patamandawa Dalan Katawa Tamadiya Dana Paramitan Gisa Yadi Wadi Patu Maisati No Ambotu Vida Montu Vida Tundindi Body Aradamanya Tabenuda Nyango Padung Yao Chenga Yadi Asadi Akari Lucia Solucia No Dana Barmi Prigisa No Dago Piji Laiba Dalam katawa Mia Tamadiya Saudi Biro Dana Barmi dan Dana Barmi Go Gisa Piji Laiba Dana Barmi Go Timchiwa Daswe Deha Radamanya Tabenuda Nyango Yalu Piam Shemebo Hello Dana Barmi Go Piji Tukudu Soma Reniama Tuga Upama Baby or Soma Edi Umaga Peda Bondrono Diga Tabiro Maya no Ela Tuga Barmi Seva Ma Seva the long Ubama Samuti Pede Ela Tenyago Edi Uma Lady Ujendo Yeme Pio Dwame no Kudini Dana Barmi Digani Sabiro Piome Dana Barmi Nepata Biro Pialonga Tukudu Dana Barmi Go Piji Address Jinjan Jogo Antopo Upama Baby or Titan and Yama Umaga Blue Bedo Solo Shetabi Kumo Tamu no Yata Katasi a Dogado Wamedi Wudaga Niti the Nata Tabri Rekati Adivega Babioro Yata Katasi Amamata Dababa do a Yipian Tambo no Piwini do Kumbo Udi a Dogado Mota Adi the man of Shilato The don't kudo a year in a peony the order low, Mauta like me solution in it. Needed that a joint jamashi Udagan Yego, Wamadiyata, and took together laga. That had 2 year night not Parida Kadiyata, Mason shop to the Kedu laga. A wow, Okatabida, Molides, Yidigato, Antwador Maveli. Eddie Yidi, Antwamador on T.O. Yiga, Mason shop to Hola. So to be Jan in the Tubama Arago, Masang Shout of Ubama Boano, the Don Kudo, a Yipian Pini, the Ogo, Malay Bisolushi, Yidi had Twaja. Eddie Yidi would Twaja Madua on the Oha, Masang Shout of. Not the T1 told do that, don't think the Hina Mogata Mizimi, a Yola and Yapsigo no. Shaski Tomian Dudogo, date the Watuya Mia de Shido. No needed that a dream jamashi when a Dana Alurana would die Belubala Ubama, a dogado Kumbowia, a dogado Mauyeta Ado Kumbowia Ogedo, needed that a dream jamashi Dana Aludana would die Belua Lord. Daga Nilan Libya. Hola, perhaps in a solution, Dana Gomu Pureniama, a Jew a la a mere Majuvene. No. Tong la re solution, Balomado. We are made it. Be the blue be a marido. Need that a dream jam machine. No a dogado we are, Monta de Odalone Lord. Leva Mala Maluelo level, Payama Pichara. Hold on, Daga, you live a hola. At the Uzanga Saint Najira. The Uma label 2 years of Uzanga Saint Najira. Or Ugo Mauposa at a date of Maluelo. Nagoara Blumam Pianamu Bolly. Hola, Tame Lure to do go. Oh, mount a single Mayatama. Oh, song a single Lawson, so load out using a dodgy. Hola, Qualurea over Lolota, Baita, and I wrote a dogo, a same of you, what? Eh, that young Peter Bondrono. The abstinence, you know, Danagamu, Puame, a dindaga, Letama, and dindaro. Mahovu, no Beta to get go ye down, Ubama, no Gumbo Wia, no Ogedo, Blue Ole, or Montare, O Lord, Edlumio, Ludana, Puame, Da solution Beha, Radamania, Tabu Dania, Yalu, Piacense, Egam Chile me. Daga Unino, Tumira, she dea, do go to so market a buying. Now Janet Barmini go pure and Unino. Uma the music go they are such and Dali go pure no. A good set beat of Yoyanaga, Eddie Dana Parmishola, a tote ya on, a mimiaso and the tire on, a bidon and the tire ya on, low night measure, pay up she go down, unite. Hola. Losing go on, low measure and low the low, Jaga Lama, Ja and the tire Maconari Palmso, Miyaji Pianine, so that David will call you Miaula. Yare. Dana Kamugo, Pulo de sick, Tatan on Gogo,
ကြိုးစားဖို့မလိုဘူးလားလို့တယ်အဲ့တော့ဦးဇင်းတို့ဒါနကောင်းမှုပြုလို့တဲ့စိတ်တွေထက်သန်ဖို့ဆိုတဲ့နေရာမှာဒါနကောင်းမှုရဲ့အကျိုးပေးတွေကိုလည်းသိဖို့လိုတယ်တစ်ချက်နောက်ဒါနကောင်းမှုရဲ့အကျိုးပေးကိုသိလို့ဒါနကောင်းမှုကိုပြုတော့မယ်ဆိုတော့လည်းပဲဒါနကောင်းမှုကိုဘယ်ပုံဘယ်နည်းပြုရမလဲဆိုတဲ့နိလန်းပိုင်းကိုလည်းသိဖို့လိုတယ်အဓိကကျန်တဲ့အချိန်မှာဒီအချက်နှစ်ချက်ကိုဦးဇင်းတို့ဦးစားပေးပြီးတော့ပြောသွားတာနော်ဒါနကောင်းမှုပြုရင်ဘလို့အကျိုးကျေးဇူးတွေရနိုင်တယ်လဲဆိုတာရဲ့ဒါနကောင်းမှုပြုတဲ့နေရာမှာဘယ်ပုံဘယ်နည်းပြုလုပ်ကြရမလဲဆိုတဲ့နော်အချက်အလက်ဒါတွေကိုဦးဇင်းတို့ဦးစားပေးပြီးတော့ပြောမယ်ပေါ့အဲ့တော့ဒီနေရာမှာဒါနကောင်းမှုရဲ့အကျိုးပေးကိုဘာကြောင့်သိဖို့လိုတာတော့ဒါနကောင်းမှုရဲ့အကျိုးပေးကိုသိပြီးတော့ဒါနပြုတာနဲ့အကျိုးပေးကိုမသိဘဲနဲ့ဒါနကောင်းမှုပြုတာနဲ့အကျိုးရတာချင်းမတူအဲ့ဒါကြောင့်မလို့ဒါနကောင်းမှုရဲ့အကျိုးပေးကိုသိအောင်ကြိုးစားရမယ်လို့ပြောတာဟုတ်လားဒီနေ့မှာဦးဇင်းတို့မာကြီးဆိုတော့ဘုရားကြီးဟောထားတဲ့တရားလေးတစ်ပုဒ်ထဲမှာဒီဥပမာလေးကိုတွေ့ရဘူးတယ်ပေါ့နော်ဘာပြောထားတော့ဆိုတော့ကြီးကဒါကျမ်းဂန်တွေကနေထုတ်လုပ်ပြီးတော့ပြောထားတာပေါ့လေအပြောတော့ဆိုတော့ရှင်သာရိပုတ္တရာကမြတ်စွာဘုရားကိုအလှူဒါနတစ်ခုပြုလိုက်လို့ဖြစ်ပေါ်သွားတဲ့ကုသိုလ်ကောင်းမှုရှင်သာရိပုတ္တရာရဲ့တန်တန်မှာရှိတယ်ဆိုကြပါစို့နောက်မြတ်စွာဘုရားကရှင်သာရိပုတ္တရာကိုလှူလို့တန်းလို့မြတ်စွာဘုရားရဲ့တန်တန်မှာဒါနကောင်းမှုတစ်ခုဖြစ်ပေါ်သွားတယ်လို့ဆိုကြပါစို့နောက်ယန္တာတွေဖြစ်တဲ့အတွက်ကြောင့်ကုသိုလ်ဆိုတာကတော့မဖြစ်တော့ပါဘူးကရိယာပဲဖြစ်တာပါသို့တော့ဥပမာကိုပြောတာရှင်သာရိပုတ္တရာကမြတ်စွာဘုရားကိုလှူလို့ရှင်သာရိပုတ္တရာရဲ့တန်တန်မှာဖြစ်တဲ့ဒါနကောင်းမှုရဲ့မြတ်စွာဘုရားကရှင်သာရိပုတ္တရာကိုလှူလို့မြတ်စွာဘုရားရဲ့တန်တန်မှာဖြစ်ပေါ်မဲ့ဒါနကောင်းမှုရဲ့အဲ့ဒီဒါနကောင်းမှုနှစ်ခုဘယ်ဒါနကောင်းမှုကပိုပြီးတော့အကျိုးပေးထက်သန်မလဲဆိုတဲ့မေခွန်းပေါ့တာမန်အပြင်စဉ်းစားမယ်ဆိုရင်ရှင်သာရိပုတ္တရာကမြတ်စွာဘုရားကိုလှူတဲ့ဒါနကောင်းမှုကအကျိုးကျေးဇူးများတယ်လို့ထင်ကြရှိတယ်။ဟောဆိုမြတ်စွာဘုရားကိုလှူတာ哦။မြတ်စွာဘုရားကရှင်သာရိပုတ္တရာကိုလှူတာကအကျိုးနည်းမယ်လို့ထင်ကြရှိတယ်။ဘာလို့ဆိုရှင်သာရိပုတ္တရာကမြတ်စွာဘုရားတဲ့နော်အစင်းနှိမ့်တယ်ကိုဒါပေမဲ့အဖြေကအလိုမဟုတ်ဘူးတဲ့။မြတ်စွာဘုရားကရှင်သာရိပုတ္တရာကိုလှူတဲ့အလှူဒါနကပို့ပြီးတော့အကျိုးပေးထက်သန်နေတဲ့။ဘာဖြစ်လို့လဲဆိုတော့ဒါနရဲ့အကျိုးပေးကိုရှင်သာရိပုတ္တရာထဲမြတ်စွာဘုရားကပို့သိလို့ပါတဲ့ကဲပိဿပေါင်းတို့ဒါကိုနားလဲရမယ်နော်ဒါကြောင့်ဒါနရဲ့အကျိုးပေးကိုအများကြီးသိတဲ့လူနဲ့အများကြီးမသိတဲ့လူဒါနကောင်းမှုပြုတာချင်းတူတော်လည်းပဲအကျိုးရတာချင်းမတူနိုင်ဘူးနော်သိတော့သိတယ်ဒါပေမဲ့အများကြီးသိတာရဲ့နည်းနည်းသိတာရဲ့လည်းမကွာနိုင်ဘူးလားကွာနိုင်တယ်ဒါကြောင့်ဒါနကောင်းမှုရဲ့အကျိုးပေးတွေကိုသိအောင်နော်လက်လှမ်းမိသလောက်လေးလာရမယ်ပြီးရင်လည်းပဲမမေ့အောင်မှတ်သားသင့်တယ်ပေါ့ဒါနကောင်းမှုပြုတိုင်းဒါကိုစဉ်းစားသင့်တယ်ပေါ့နော်ကံကံရဲ့အကျိုးကိုစဉ်းစားလို့ရှိရင်အများကြီးဆက်လက်ပြီးတော့ဉာဏ်ပညာတွေမြင့်မားနိုင်တယ်နော်ဒါနရဲ့အကျိုးပေးကိုအဲ့လိုသိအောင်နားလည်အောင်လုပ်ရမယ်တော့ဒါနရဲ့အကျိုးပေးကြီးတယ်ဆိုတာနဲ့ပတ်သက်ပြီးတော့ဦးဇင်းတို့အများကြီးမပြောပါဘူးသုတ်တန်လေးတစ်ခုတို့လေးပြောပြမယ်ဦးဇင်းတို့ဘုဒ္ဓပါဠိတော်ဆက်ကနိပတ်ထဲမှာစလင်္ကာသမ္မာနာဂတသုတ်တံဆိုတာလေးရှိတယ်အဲ့ဒီသုတ်တံမှာမြတ်စွာဘုရားကယဟန်တော်တွေကိုဘာဟောထားလဲဆိုတော့ယဟန်တို့တဲ့အင်္ဂါ6ပါးနဲ့ပြည့်စုံအောင်သာဒါနကောင်းမှုတစ်ခုပြုနိုင်ပဲဆိုလို့ရှိရင်အဲ့ဒီဒါနကောင်းမှုရဲ့အကျိုးပေးဟာဘယ်ရွေ့ဘယ်မြရှိပါတယ်ဆိုတာကိုဘယ်လိုလူကမှတိုင်းတာပြီးတော့မပြနိုင်ဘူးတဲ့နော်အင်္ဂါ6ပါးနဲ့သာပြည့်စုံအောင်လုပ်ဒါနကောင်းမှုတစ်ခုလုပ်တဲ့အခါမှာအင်္ဂါ6ပါးနဲ့သာပြည့်စုံသွားမယ်ဆိုရင်အဲ့ဒီဒါနကောင်းမှုရဲ့အကျိုးပေးကိုဘယ်ရွေ့ဘယ်မြရှိတယ်လို့ဘယ်သူမှမတိုင်းတာနိုင်ဘူးတဲ့ဥပမာမဟာသမုဒ္ဒရာထဲမှာရှိတဲ့ရေတွေကိုတိုင်းတာချင်းတွေ့လို့မရနိုင်တယ်လို့ပဲတဲ့အလို့တောင်ဥမာပေးတယ်သမုဒ္ဒရာထဲမှာရှိတဲ့ရေတွေကိုဘယ်နှပုံးရှိတယ်ဘယ်နှခွက်ရှိတယ်လို့ဘယ်သူမှချင်းတွေ့လို့မရဟုတ်လားအဲ့လိုပဲဦးဇင်းတို့အင်္ဂါ6ပါးနဲ့သာပြည့်စုံအောင်လုပ်နိုင်မယ်ဆိုရင်အဲ့ဒီဒါနကောင်းမှုရဲ့အကျိုးပေးကိုဘယ်သူမှရေတွက်လို့တိုင်းတာလို့မရဘူးတဲ့အဲ့တော့အဲ့ဒီအင်္ဂါ6ပါးကဘာတွေတုံးဆိုတော့ပေတတို့မှတ်သားဖို့ပြီးသားခေါင်းထဲမှာအလှပေးတဲ့ပုဂ္ဂိုလ်ဘက်ကအင်္ဂါ3ပါးအလှခံတဲ့ပုဂ္ဂိုလ်ဘက်ကအင်္ဂါ3ပါးအလှပေးတဲ့ပုဂ္ဂိုလ်ဘက်ကအင်္ဂါ3ပါးကဘာလဲဆိုတော့ပုပ္ပမုံစအပ္ပရစေတနာ3ဓာတ်အပြစ်ကင်းအောင်ဖြူရှင်းအောင်တန်ရှင်းအောင်ကြိုးစားရမယ်ဘလူခင်ရှင်းဖို့မှာဖြစ်တဲ့ပုပ္ပစေတနာတန်ရှင်းအောင်
ကြည်လင်အောင်ကြိုးစားရမယ်လှူနေစေအခိုက်အတန့်မှာဖြစ်တဲ့ပုံစစေတနာနော်အပြစ်ကင်းအောင်တန်ရှင်းအောင်ကြိုးစားရမယ်လှူပြီးတဲ့နောက်မှာလည်းပဲအပ္ပရစေတနာဝမ်းမြောက်ဝမ်းသာကြည်ကြည်လင်လင်ရှိရမယ်ဒါကအလှူပေးတဲ့ပုဂ္ဂိုလ်ရဲ့ဘက်ကရှိရမယ်အင်္ဂါ၃ပါးအလှူခံတဲ့ပုဂ္ဂိုလ်ဘက်ကရှိရမယ်အင်္ဂါ၃ပါးကဘာလဲဆိုတော့၁ယာဂကင်းတဲ့ယဟန္တာတော်လည်းဖြစ်ရမယ်သို့မဟုတ်ယာဂကင်းအောင်ကျင့်သုံးနေတဲ့သူတော်ကောင်းတော်လည်းဖြစ်ရမယ်၂ဒေါသကင်းတဲ့ယဟန္တာတော်လည်းဖြစ်ရမယ်သို့မဟုတ်ဒေါသကင်းအောင်ကျင့်သုံးနေတဲ့သူတော်ကောင်းတော်လည်းဖြစ်ရမယ်၃မောဟကင်းတဲ့ယဟန္တာတော်လည်းဖြစ်ရမယ်သို့မဟုတ်မောဟကင်းအောင်ကျင့်သုံးနေတဲ့သူတော်ကောင်းတော်လည်းဖြစ်ရမယ်တဲ့အင်္ဂါမတစ်ချက်တော့၃ချက်အဲ့တော့အလှပေးတဲ့ပုဂ္ဂိုလ်ဘက်က၃ချက်အလှခံတဲ့ပုဂ္ဂိုလ်ဘက်ကအင်္ဂါ၃ချက်အဲ့ဒီအင်္ဂါ6ချက်နဲ့သာတကယ်လို့ပြည့်စုံခဲ့မယ်ဆိုရင်ပြည့်စုံအောင်လုပ်နိုင်မယ်ဆိုရင်နော်အဲ့ဒီဒါနကောင်းမှုတစ်ခုရဲ့အကျိုးပေးရဲ့နော်အတိုင်းအတာဟာမှန်းဆလို့မရဘူးလို့အဲ့ဒါလိုမြတ်စွာဘုရားဟောတယ်ဟုတ်လားဒါကြောင့်ပိဿပေါင်းတော်ဒါနကောင်းမှုကိုကြိုးစားပြီးတော့ပြုကြဖို့လိုတာပေါ့နောက်ဦးဇင်းတို့နောက်ထပ်တစ်ခုခေါင်းထဲပေါ်တာလေးအပြေလွှာလေးပြောခြင်းသေးတယ်ပြောခြင်းတဲ့အကြောင်းအရာတွေကများတယ်နောက်ဦးဇင်းတို့မြတ်စွာဘုရားလက်ထက်ကနောက်တထေးတယောက်မြတ်စွာဘုရားကိုဘုရားမှုရှိတဲ့တန်ဃာတော်တွေကိုဆုံးကပ်နေတာအဲ့ဒါလိုဆုံးကပ်နေတော့မှပဲကောသလမင်းကြီးရဲ့မင်းချင်းတယောက်ရောက်လာတယ်ရောက်လာပြီးတော့အဲ့ဒီတထေးကြီးကိုဘာပြောလဲဆိုတော့ဘယင်မင်းတရားကဗန္ဒာရေးကိစ္စတွေနဲ့ပတ်သက်ပြီးတော့တိုင်ပင်ဆွေးနွေးเสียရှိလို့သူ့ရဲ့နန်းတော်ကိုနောက်တထေးကြီးကိုလာခဲ့ဖို့ဖိတ်ခေါ်တဲ့အကြောင်းပြောတာ။အဲ့လိုပြောတဲ့အခါကျတော့တထေးကြီးကဘာပြောတော့ဆိုတော့ခေတ္တခဏလောက်ဆိုင်းမအောင်တဲ့အခုလောလောဆယ်ငါရွှေအိုးမြုပ်နှံနေလို့နော်သင်တို့ဘုရင်ကြီးစီကိုငါအခုလောလောဆယ်မလာနိုင်သေးတဲ့အကြောင်းငါကိုအဲ့လိုပြောပေးပါအဲ့ဒီမှာသူသုံးလုံးနဲ့အသုံးလုံးကဘာလဲတော့ရွှေအိုးမြုပ်တယ်ဆိုတာအဲ့ဒါကိုမြတ်စွာဘုရားကြားတော်မူတယ်ကြားတဲ့အတွက်ကြောင့်အဲ့ဒီစကားကိုပဲအကြောင်းပြုပြီးတော့မြတ်စွာဘုရားနိတိခန္ဓာတုတ်တန်ဆိုတာဟောတယ်နိတိခန္ဓာဆိုတာရွှေအိုးမြုပ်တာအောင်အစီပွားကြီးပြည်တယ်လို့အခြေအနေကောင်းလို့ပိုရာရှန္ဒာလေးတွေရှိရင်ရှိတုန်းကအဲ့လိုမျိုးမြုပ်နှံသိမ့်ရှိထားတာရှိတယ်ရည်ရွယ်ချက်ကဘာလဲအနာဂတ်ရေးမှာအထောက်အကူပြုဖို့ဟုတ်ရဲ့လားနာအဲ့မှာဦးဇင်းတို့အဲ့ဒီရွှေအိုးမြုပ်တယ်ဆိုတာနဲ့ဥမာပေးပြီးတော့ဟောထားတဲ့အဲ့ဒီနိတိကန္နာသုတ်တာမှာအဓိကရွှေအိုးကြီး၄မျိုးဆိုမြတ်စွာဘုရားဟောတာနော်အဲ့ဒီရွှေအိုးလေးလုံးကဘာလဲဆိုတော့အကျဉ်းမြင်ပြောရရင်တော့ဒါနရဲ့တီလရဲ့တမာရိရဲ့ပညာရဲ့ယတ္တဒါနေနတီလေနတန်ယမေနဓမေနစလို့ပါဠိတော်အတိအကျတော့အဲ့ဒီတိုင်းရှိတယ်ပေါ့နော်ယတ္တဒါနေနတီလေနတန်ယမေနဓမေနစနော်ဒါနရဲ့တီလရဲ့တန်ယမရဲ့ဓမ္မရဲ့တန်ယမအယတမာတိကိုကောက်တယ်တဲ့ဓမ္မအယပညာကိုကောက်တယ်လို့မင်းကုန်းစတော်ဘုရားကြီးကရှင်းပြတယ်တပိသက်ပေါင်းသူတော်ကောင်းတို့ဦးဇင်းတို့မှတ်သားအမှတ်အသားများတဲ့ဟောရတာလေးနဲ့မှတ်ရတော့ပို့ပြီးတော့ရှင်းတာပေါ့နော်ဒါနရဲ့သီလရဲ့တမာတိရဲ့ပညာရဲ့အဲ့ဒီရွှေအိုးလေးလုံးကိုသာမြုပ်နှံထားမယ်ဆိုလို့ရှိရင်ကျန်တဲ့ပဂရိရွှေအိုးတွေဆိုတာကမြုပ်ထားတော့လည်းပဲအနာဂတ်ကာလမှာတေချာပေါက်အားကိုးရမယ်လို့ကံတေကံမပြောနိုင်ရွှေအိုးတွေကနေရာရွှေ့သွားတာရှိတယ်တိတဲ့လူတွေကဝင်တူသွားတာရှိတယ်အမျိုးမျိုးသောအကြောင်းကြောင့်ပျက်စီးနိုင်ခြင်းရှိတယ်ပေါ့ဒီရွှေဦးလေးလုံးကတော့အဲ့လိုအကျိုးမပြည့်အချီးနီးဆိုတာမရှိဘူးတဲ့တေချာပေါက်အကျိုးကိုပြည့်စည်စေလိမ့်မယ်တဲ့အဲ့ဒီမှာရရှိနိုင်တဲ့အကျိုးကျေးဇူးတွေကိုဘာပြောတော့ဆိုတော့အဲ့ဒီသုတ်တန်လေးကအလွန်စနစ်ကျတယ်ဟောထားပုံလေးကလူချမ်းသာနတ်ချမ်းသာနိဗ္ဗာန်ချမ်းသာချမ်းသာကိုအဲ့လို၃ပိုင်းပိုင်းပြအဲ့ဒီချမ်းသာ၃မျိုးကိုအဲ့ဒီရွှေအိုးကပေးလိမ့်မယ်တဲ့ဟုတ်လားအဲ့တော့လူချမ်းသာနတ်ချမ်းသာကိုတော့ဦးဇင်းတို့အခြေချပြီးတော့မပြောလို့ပါအောင်နိဗ္ဗာန်ချမ်းသာနဲ့ပတ်သက်ပြီးတော့မြတ်စွာဘုရားအဲ့ဒီသုတ်တံမှာဘယ်လောက်ထိဟောထားတယ်ထင်တော့နော်တာဝကဘောဓိညာပြည့်စေကဘောဓိညာသမ္မာတန်ဘောဓိညာနော်အဲ့ဒီလိုဘုရားအဖြစ်ထိတောင်အဲ့ဒီရွှေအိုးလေးလုံးကပေးမယ်လို့အဲ့ဒီသုတ်တံမှာတော့အဲ့တိုင်းဟောတယ်တော့အဲ့လောက်ထိအကျိုးကြီးမားမှုကိုဖြစ်စေနိုင်တဲ့ရွှေအိုးလေးလုံးထဲမှာဒါနဆိုတာတစ်လုံးအပါအဝင်ရှိမနေဘူးလားအဲ့ဒါသတိထားရမယ်သတိထားရမယ်နော်ဒါနတစ်ခုဟာအဲ့ဒီမှာပါဝင်နေတယ်ဆိုတာလေးကိုသတိထားရမယ်
ဒါကြောင့်အလွန်အကျိုးကြီးတဲ့ဒီဒါနကောင်းမှုကိုပေးတဲ့ပေါင်းသူတော်ကောင်းတို့ဦးဇင်းတို့တွေအများကြီးကြိုးစားကြဖို့လိုတယ်ပေါ့ဒီနေ့ဒါနကောင်းမှုပြုတဲ့နေရာမှာအဓိကအပစ္စည်းဥစ္စာရှိဖို့ဆိုတာတဲ့ရှုံကြည်မှုသတ္တတရားသိမြင်နားလည်မှုပညာတရားရှိဖို့ကပို့ပြီးတော့အရေးပါတယ်။ရှိတိုင်းလှူနိုင်တာမဟုတ်ဘူးနော်။တကယ်တမ်းကဘလောက်မရှိတာလေးတွေကလည်းပဲလှူခြင်းတယ်ဆိုရင်တော့သူအတိုင်းတာလေးနဲ့သူတော့လေလှူလို့ရနေတာပဲလေ။ဟုတ်လား။မလှူခြင်းဘူးဆိုရင်တော့ဘာရှိလို့မှထွက်မလား။ဟုတ်ရဲ့လား။အဲ့လိုဆိုရင်တော့မြတ်စွာဘုရားကဘလူးဆောင်တဲ့ရေကန်တွေကရေတွေလို့ဘယ်သူမှမသုံးလိုက်ရမဆွဲလိုက်ရပဲနဲ့ဒီလိုနဲ့ပဲပြီးပြောင်းဖြစ်သွားဒီလိုမျိုးဥမာပေးတာရှိတယ်ဒါကြောင့်ပေးတဲ့ပေါင်းတော်ကောင်းတို့ဒါနရဲ့အကျိုးပေးတွေကိုအများကြီးသိအောင်နားလည်အောင်ကြိုးစားပြီးတော့ဒါနကောင်းမှုကိုပြုရဖို့လိုတယ်အဲ့လိုပြုရတဲ့နေရာမှာလည်းပဲဒါလူတိုင်းတော့ဒါနကောင်းမှုဆိုတာကတော့ဗုဒ္ဓဘာသာမှာမဟုတ်ပါဘူးเนาะကျန်တဲ့ဘာသာကြားတွေမှာလည်းပဲဒါနကောင်းမှုဆိုတာတော့မပြုကြဘူးလားပြုကြတော့ဆိုလိုတာကဒါနကောင်းမှုနဲ့တတ္တဝါတွေဟာမကင်းကြဘူးဆိုတာလေးကိုစဉ်းစားသိချင်တာဒါမကင်းကြတဲ့ပုဂ္ဂိုလ်တွေအတွက်လုံးဝဆိုရင်တော့ပြီးပြင်းမကန်အကျိုးရှိအောင်လုပ်နိုင်ဖို့မလိုဘူးလားနော်လုပ်တတ်ဖို့ကလည်းအလွန်အရေးကြီးတာပဲဦးဇင်းတို့ဗမာစကားပုံလေးတစ်ခုရှိတယ်ဦးဇင်းတို့ပြောနေကြပါပဲအစင်မတက်တော့ဆန်းလျက်နဲ့မလှဆင်တော့ဆင်ထားတာပဲမတက်တဲ့အခါကျတော့မလားအငှင်မတက်တော့ပန်းလျက်နဲ့မရတဲ့ငှင်တော့ငှင်းကြည့်တာပဲပန်းတာပဲအဖတ်တင်လိုက်တဲ့မရဒါကဘာလဲဆိုတော့ဘာလုပ်ငန်းပဲဖြစ်နီလန်းဟာအရေးကြီးတယ်ဆိုတာလေးကိုပြောတာဟုတ်ရဲ့လားဒါကြောင့်ဒါနကောင်းမှုပြုတဲ့နေရာမှာတော့မှနီလန်းကအများကြီးအရေးပါတာဒါသဘောပေါက်ဖို့လိုတယ်အဲ့တော့ဦးဇင်းတို့ဒါနကောင်းမှုကိုဘယ်လိုပြုမလဲဆိုတဲ့အပိုင်းနဲ့ပတ်သက်ပြီးတော့မင်းကွန်းစတော်ဘုရားကြီးရဲ့နော်မဟာဗုဒ္ဓဝင်ကျမ်းအနုဒီပိနီအဲ့ဒါကိုဦးဇင်းတို့အာကိုပြုပြီးတော့ပေသက်ပေါင်းတော်ကောင်းတို့ပြောမှာပါခုပါရမီ7ပါးဟောတဲ့နေရာမှာအဓိကဦးဇင်းတို့အာကိုအာရပြုရတာကအဲ့ဒီမင်းကွန်းစတော်ဘုရားကြီးရဲ့မဟာဗုဒ္ဓဝင်ကျမ်းပဲမဟာဗုဒ္ဓဝင်ကျမ်းထဲမှာပထမပိုင်းမှာပါရမီနဲ့ပတ်သက်ပြီးတော့အဓိကဖွင့်ဆိုထားတာအများကြီးရှိတယ်။အဲ့ဒီတဲကပဲဦးဇင်းတို့အဓိကယူပြီးတော့ပြောတာပါ။ကိုညံစွမ်းနဲ့ပြောနိုင်တာမရှိပါဘူး။ဟုတ်လား။ဒါကြောင့်ပိဿပေါင်းတော်ကောင်းတို့ဒါနကောင်းမှုကိုဘယ်လိုပြုမလဲဆိုတဲ့အပိုင်းမှာဦးဇင်းတို့ပါဠိတွေပြောဖို့စိတ်ကူးထားတော့ဆိုတော့ဆရာတော်ကြီးကဒါနနဲ့ပတ်သက်ပြီးတော့ဘလောက်ကြည်ကြည်ပြည့်ပြည့်အဲ့ဒီမှာရေးပြထားတော့ဆိုတော့ဒါနကို2ခုတွဲအုပ်စု3ခုတွဲအုပ်စု4ခုတွဲအုပ်စုဆိုအုပ်စုလိုက်ဖွဲ့ပြီးတော့အများကြီးအကျေတန်ဝန်ပြောတယ်အဲ့ဒီတဲကဦးဇင်းတို့အချိန်နဲ့ပြောကြရတာဆိုတော့အကုန်လုံးကိုပြောချင်တာတွေလည်းစွတ်ပြောနေလို့မဖြစ်ဘူးเนาะအဲ့တော့ဦးဇင်းစိတ်ထဲမှာပြောချင်စိတ်ပေါက်တာလေးတွေကိုပဲဒါပြောမယ်ပေါ့အဲ့တော့ပထမဘာပြောချင်တယ်ဆိုတော့ဒါနဆိုတာတဲ့အစ္ဆတိကဒါနရှိတယ်ပါဟိရဒါနရှိတယ်အစ္ဆတိကဒါနဆိုတာကမိမိရဲ့ကိုယ်အင်ကအစိပ်ပိုင်းအသွေးအသားဒါတွေကိုဖောက်ထုတ်လှိဖြက်ပြီးတော့လှူတဲ့ဒါနမျိုးပါဟိရဒါနဆိုတာဒီခန္ဓာကိုယ်ရဲ့အပြင်ဘက်မှာကိုယ်ပိုင်ဆိုင်တဲ့အရာကိုလှူလိုက်တာမျိုးအဲ့ဒီဒါနနှမျိုးမှာအစ္ဆတိကဒါနဒီပို့ပြီးတော့မြင့်မြတ်တယ်လို့ဆိုတယ်ဒါကတွေးလူရှင်တွေဘာတွေအားတက်စရာကောင်းတာပေါ့နော်တချို့ဆိုလို့ရှိရင်ကိုယ့်ရဲ့ကြောက်ကတ်တို့အသေးတို့လှိဖြက်ပြီးတော့လှူကြတာမရှိဘူးလားဒါကအလွန်တရာပြုတ်နိုင်ခဲ့တဲ့ကောင်းမှုတွေပေါ့ဟုတ်လားအဲ့တော့အဲ့ဒီအစ္ဆတိကဒါနနဲ့ပတ်သက်ပြီးတော့ပေတပေါင်းသူတော်ကောင်းတို့ကြားဖို့ပါတယ်နော်ဘုရားလောင်းဝိတ္တနေယမင်းသားလေးနော်အလူတန်းအလွန်ရက်ရောတာဟုတ်လားအမိပိုက်ထဲကထွက်ပြီးဆိုတော့နော်မွေးဖွားလာခြင်းစပြီးတော့စကားပြောတယ်မွေးဖွားပြီးချင်းစကားပြောတာလေဘာပြောတော့ဆိုတော့အမေဘာလှူရရှိတော့လှူရပေးပါလို့ပြောတယ်တဲ့ကဲတော့မွေးဖွားပြီးချင်းစကားပြောတာဦးဇင်းတို့ဘုရားလောက်မှာ3ဘဝရှိတယ်ဝိတ္တန်တရားမင်းသားလေးဘဝမေဘာလှူရရှိတော့လှူရပေးပါမဟောတထဘဝလက်ထဲမှာတရားမင်းကထည့်ပေးလိုက်တဲ့ဆေးပါတယ်ဒါပါလေလို့မအေးကမေးတော့ဒါဆေးယောဂပေါင်းစုံကိုပျောက်တယ်ပြောတာဝေဖွားပြီးချင်းပြောတာ
နောက်ထပ်မွေးဖွားပြီးပြီးချင်းပြောတဲ့ဘဝကဘုရားဖြစ်မဲ့တိဋ္ဌထမင်းသားဘဝနော်အဂောဟမသမီလောကကြီးမှာငါအမျက်ဆုံးနော်ဇိတောဟမသမီလောကကြီးမှာငါအကြီးဆုံးဟုတ်လားအဲ့လိုမျိုးစကားကြီး9ခွန်းလောက်ပြောတာရှိတယ်နော်ဒါကဦးဇင်းတို့ကြည်ကြည်ပြည့်ပြည့်မှတ်သားစရာတော့ရှိတာအဲ့တော့ပြောချင်တာကအဲ့ဒီဝတ္တနေယမင်းသားလေးနော်အလှဒါနရရောပုံကလေးသူတိတ္တဇအရွယ်လေး9နှစ်သား10နှစ်သားလောက်ပဲရှိအောင်မယ်နော်ခဏခဏသူ့ရဲ့လေပင်ကလေရွဲကိုသူချွတ်ပြီးတော့လှူတာရှိတယ်ခဏခဏချွတ်လှူတာဟုတ်ဒီနေ့ကတော့ဟောကလေးမလေးတယောက်3နှစ်လောက်ပဲရှိတယ်သူ့လေပင်ကဆွဲကျိုးကိုဘုန်းကြီးကိုလှူခြင်းပါတယ်ဆိုတော့အဲဦးစင်းတီရောက်လာနော်ရွှေဆွဲကျိုးလေးသူလာလှူတာအဲ့ဒါဦးစင်းကသူလှူတာယူရမှာတောင်မှနော်ခက်ပါလားဟဲ့လို့အောင်းမယ်ဒါပေမဲ့ငါလည်းပဲဖះပူဇော်ထားလိုက်မယ်ဆိုတော့အဲ့ဒါဖះပူဇော်ထားလိုက်လူတွေကသူ့စားလေးနဲ့သူ့ကိုသူလာကြတာပေါ့ဟုတ်လားအေးအခုလည်းပဲဘုရားလောင်းကအဲ့လိုအများကြီးလှူတာကိုသူအားမရတဲ့ခါကျတော့သူဘာစဉ်းစားလဲဆိုတော့ဒီချိန်မှာတစုံတစ်ယောက်ကများငါရဲ့နှလုံးသားကိုလိုချင်တယ်လို့များလာပြောမှဆိုငါအဲ့ဒီနှလုံးသားကိုဖြတ်ပြီးတော့ကိုလှူပလိုက်မယ်သူစဉ်းစားတကယ်လို့များတစုံတစ်ယောက်ကမင်းရဲ့ခေါင်းကိုရကျင်တယ်ဆိုရင်ငါရဲ့ခေါင်းကိုငါဖြတ်ပြီးတော့ပေးလိုက်မယ်ဓမ္မမို့အဲ့ဒါတွေကငါအတွက်အသုံးမကျပါဘူးမင်းငါတို့အိမ်ကိုလိုက်ခဲ့ပြီးတော့တစ်သက်လုံးငါတို့ရဲ့ကြီးကျွန်းဖြစ်နေငါတို့ခိုင်းတာကိုလုပ်ရမယ်လို့များခေါ်မယ်ဆိုရင်လေငါကြီးကျွန်းဖြစ်နေလိုက်သွားမယ်လို့စဉ်းစားနေတယ်ဘလို့စိတ်တွေတုံးတော့ဦးဇင်းကတော့နားမလည်နိုင်ဘူးပေါ့နော်ဟုတ်လားတရားဓမ္မတို့ဦးဇင်းတို့တွေကနော်အယံကိုကြံထန်လုံးတာဆိုတဲ့အခါကျတော့ဟုတ်လားဒီလိုသူများကိုပေးမယ်ဆိုတာကြီးကတော်တော်ကိုမလွယ်တဲ့ကိစ္စတော့ဟုတ်လားအဲ့လိုစဉ်းစားတဲ့အခါကျတော့အဲ့ဒီစဉ်းစားတဲ့ဓာန်ချက်ကိုမဟာပထဝီမြေကြီးမခံနိုင်ဘူးတဲ့မြေကြီးတုံတယ်မြေကြီးလှုပ်တယ်နော်ဒါငလျင်လှုပ်တယ်လို့ပဲပြောကြပါစို့ဟုတ်လားဒါကြောင့်အစ္ဆတိကဒါနဆိုတာအဲ့လိုမျိုးသူကစွမ်းအားတတိရှိတယ်ဒါလူတိုင်းမှာရှိတာတော့ဆိုလိုတာတော့မဟုတ်ဘူးပေါ့ဟုတ်လားဒါကဦးဇင်းတို့စက်မိတာလေးကိုပြောပြတာနော်နောက်ပြီးတော့ဦးဇင်းတို့ဒါနအမျိုးအစားတွေခွဲပြီးတော့ပြောတဲ့နေရာမှာအာမိတဒါနရေဓမ္မဒါနရေလို့တခါ2မျိုးပြောပြန်တယ်ဒါလေးကလည်းပဲအလုံးအကျုံးဝင်နေတဲ့ကြောင့်မှတ်သားစရာကောင်းတယ်နော်အာမိတဒါနဆိုတာကနော်စားစရာတောက်စရာဝတ်စရာနေစရာထိုင်စရာသုံးဆွဲစရာအစရှိတဲ့ပစ္စည်းဝတ္ထုအစုစုကိုလှူဒါန်းတာကိုအာမိတဒါနလို့ပြောတယ်ဓမ္မဒါနဆိုတာကတော့စစ်မှန်တဲ့အတိဉာဏ်ကိုရဖို့အတွက်တရားအတိဉာဏ်ဖြစ်ဖို့အတွက်ပြောပြတာရေးပြတာဒါကိုဓမ္မဒါနဟုတ်လားအဲ့ဒီမှာအာမိတဒါနတဲ့ဓမ္မဒါနသည်အလွန်အကျူးအထူးသဖြင့်မြတ်တယ်တဲ့နော်ဒါလည်းပဲလူတိုင်းကြားဖို့ပါတယ်ဒါပေမဲ့ဘာကြောင့်အာမိတဒါနတဲ့ဓမ္မဒါနကမြတ်ရတယ်လဲဆိုတဲ့အကြောင်းတရားလေးကိုတော့စဉ်းစားကြည့်စီခြင်းတယ်ဘာလို့အာမိတဒါနတဲ့ဓမ္မဒါနကမြတ်ရတာတော့တကယ်လို့တစုံတယောက်ကအဲ့လိုမေးမယ်ဆိုရင်ဒီကဓမ္မတို့ဦးဇင်းတို့ဖြေစရာရှိရမယ်အာမိတပစ္စည်းဝတ္ထုတွေကြောင့်ဖြစ်ပေါ်တဲ့ချမ်းသာဒုက္ခမျိုးထက်ဓမ္မတရားအသိဉာဏ်ကြောင့်ဖြစ်ပေါ်လာတဲ့ချမ်းသာဒုက္ခကအစမတန်ကြီးကျယ်မြင့်မြတ်တယ်ဒါကြောင့်ဓမ္မဒါနကမြတ်တယ်ဟုတ်လားပစ္စည်းဝတ္ထုတွေကြောင့်ဒုက္ခခတ်သိငြိမ်းတယ်ဆိုတာမရှိဘူးတရားကိုတကယ်သိမယ်ဆိုရင်ဒုက္ခခတ်သိမငြိမ်းနိုင်ဘူးလားငြိမ်းနိုင်တယ်ဖြစ်ပေါ်လာမဲ့အကျိုးဆက်တွေကအယံကွာခြားမနေဘူးလားကွာခြားနေတယ်ဒါကြောင့်အမိတကိုပေးတာတဲ့ဓမ္မကိုပေးတာကအလွန်တရားမှမြင့်မြတ်တယ်အောင်ဒီနေ့မှာဦးဇင်းတို့မင်းကုန်းဆရာဘုရားကြီးကဓမ္မဒါနပြုတယ်ဆိုတာတရားတွေကိုဟောနိုင်မှရေးနိုင်မှဒီလိုမှမဟုတ်ပါဘူးတဲ့နော်တရားစာအုပ်တွေလှူတာမျိုးတရားခွေတွေဖြန့်ချီတာမျိုးနော်တရားနာဖြစ်ဖို့အတွက်တရားစကားပြောဖြစ်ဖို့အတွက်ပံ့ပိုးပေးတာမျိုးအဲ့လိုမျိုးလုပ်မြင်လည်းပဲဒါဓမ္မဒါနကုသိုလ်ကိုရတယ်လို့ဆိုရမေးတဲ့ဥပမာနော်သူများကိုဆေးမလှူနိုင်လို့ဆေးမကုတတ်လို့ရှိတော်လည်းပဲနော်ဆေးနီးကိုပေးမယ်ဆိုလို့ရှိရင်ဒါဆေးကိုလှူရရောက်တယ်ဆိုတဲ့အဓိပ္ပာယ်မျိုးနဲ့ဆိုကြီးကဥမာပေးပြီးတော့ပြောတာရှိတယ်ဟုတ်လားဒါကြောင့်ပေးတဲ့ပေါင်းသူတော်ကောင်းတို့အမိတဒါနတဲ့မြင့်မြတ်တဲ့ဓမ္မဒါနဒုကိုလည်းပဲရအောင်ကြိုးစားရမယ်နော်ကိုယ်တိုင်သိပြီဆိုလို့ရှိရင်ဒါကိုသိတဲ့အတိုင်းဒါလေးနဲ့ပေါ့နော်ကိုယ်တိုင်သိပြီဆိုလို့ရှိရင်သိတာလေးကိုသူများကိုပြောမယ်ဆိုရင်ပြောလို့မရဘူးလားရတယ်တချို့ကပြောကြတာရှိတယ်ဒီလိုတော့မပြောတတ်ဘူး
ဒီပြင်စကားတွေကြတော့အသေးစိတ်တစ်ခွာခွာအရန်ပြောတတ်တာတွေရှိတယ်မို့လားရှိရနော်အရန်တချို့ကတရားမေးမယ်ဆိုရင်မမှတ်မိဘူးတပြည့်တော့ပါရမီကနည်းတယ်ဒီပြင်ဟာတွေအများကြီးမှတ်မိနေတာတွေမရှိဘူးလားရှိရနော်အလွန်ဝေးကွာတဲ့အချိန်ကာလကအနေထားတွေတောင်တချို့ခေတွေတွင်းကြပြောတယ်ဆိုတယ်ဒါပေမဲ့တရားကြတော့မပြောအမှန်ဆိုရင်ပြောဖို့မကောင်းဘူးလားကောင်းတယ်နော်ဒါကြောင့်ကိုယ့်ရဲ့အတိုင်းဝိုင်းကိုယ့်မိသားစုကိုယ့်ဆွေမျိုးဒါတွေရဲ့အပေါ်မှာဓမ္မဒါနကုသိုလ်တို့ကိုပြုလုပ်ဖို့လိုတယ်အဲ့ဒါဟာအမြင့်မြတ်ဆုံးသာသနာပြုနည်းဖြင့်သာသနာပြုတယ်လို့လည်းမဆိုနိုင်ဘူးလားဆိုနိုင်တယ်ဒါကြောင့်အမိတဒါနကိုကြီးပြုနေလို့မလုံလောက်နော်ဓမ္မဒါနလည်းပြုမလို့လားလိုတယ်အဲ့တော့ဒါနနှစ်တွဲရှိသွားတယ်နော်နောက်ဦးဇင်းတို့ဆက်ပြီးတော့လူတွေတိတိုက်တဲ့အတွဲဒါနတွဲအဲ့ဒါပါလဲဆိုတော့တာဝိဇ္ဇဒါနနဲ့အနဝိဇ္ဇဒါနတာဝိဇ္ဇဒါနဆိုတာကလောဘဒေါသမောဟအပြစ်တွေခြံရံပြီးတော့လှူတဲ့အလှူဒါနနဝိဇ္ဇဒါနဆိုတာအဲ့လိုလောဘဒေါသမောဟအပြစ်တွေမခြံရံပဲနဲ့အလွန်တန်ရှင်းစင်ကြယ်တဲ့အလှူဒါနဒါကိုဦးဇင်းတို့ပို့ပြီးတော့ပေါ်လွင်ထင်ရှားအောင်ပြောရလို့ရှိရင်ဒါနကောင်းမှုပြုရင်းနဲ့ဦးဇင်းတို့ဗုဒ္ဓဘာသာဝင်တွေမှာအများကြီးအကုသိုလ်တွေဖြစ်ကြတာတွေမရှိဘူးလားရှိရတော့ငါတို့အလှူမှာတော့ဝက်ကဘလောက်ကြက်ကဘလောက်ဒီလိုတတ်ကြတာတွေချို့မရှိဘူးလားနောက်အလှူပွဲမှာဇက်ပွဲတွေငှားတာအငိမ်ပွဲတွေငှားတာတွေမရှိဘူးလားရှိတယ်ဒါပါတွေခြံရမ်းနေတာအကုသိုလ်တွေခြံရမ်းနေတာနော်အကုသိုလ်တွေခြံရမ်းနေတာဘာသာရေးကိုဗန်းပြပြီးတော့ကိုယ့်ရဲ့ပျော်ရွှင်ခြင်းတဲ့စိတ်ကိုအာသာဖြေကြတာပေါ့နော်ဒါတွေကအလွန်များတယ်နောက်ဦးဇင်းတို့ဘောဓိမြိုင်ဆရာတော်ဘုရားကြီးပြောတာလေးရှိတယ်အပျော်အပြစ်ပြောမိရင်ပြက်မှာပဲတဲ့ဗမာလူမျိုးကအပျော်အလွန်မဲ့တယ်ပျော်ဝဲရွှင်ပွဲမရှိတဲ့လားလို့ကိုမရှိဘူးတဲ့နော်အရန်ငွေကိုဖြုံးတီးကြတယ်အချိန်ကိုဖြုံးတီးကြတယ်ဟုတ်လားဒါပါတော့ဒါတွေကိုပြောရတာသိပြီးတော့စိတ်လည်းမချမ်းသာပါဟုတ်လားသို့တော်လည်းပဲအဲ့လိုဒါနမျိုးသည်သာဝိဇ္ဇဒါနနော်အပြစ်တွေခြံရံပြီးတော့အကုသိုလ်တွေခြံရံပြီးတော့လှူတဲ့ဒါနမျိုးဒီနေရာမှာဦးဇင်းတို့သာဝိဇ္ဇဒါနတဲ့အနဝိဇ္ဇဒါနကမြတ်တယ်ဆိုတာတော့အထူးပြောစရာမလိုပေါ့အဲ့တော့ဒီနေရာမှာနည်းနည်းလေးသတိထားစရာကောင်းတာစိတ်ဝင်စားစရာကောင်းတာလေးအချက်တစ်ချက်ပေါ့အဲ့ဒါကဘာလဲဆိုတော့သာဝိဇ္ဇဒါနနော်အပြစ်တွေခြံရံပြီးတော့အကုသိုလ်တွေခြံရံပြီးတော့ပြုကြတဲ့ဒါနမျိုးအကျိုးပေးလာတဲ့အခါမှာဘယ်လိုသဘောရှိလဲဆိုတာလေးကိုစိတ်ဝင်စားစရာကောင်းတယ်သာဝိဇ္ဇဒါနရှင်များဟာတဲ့ဖြစ်လျာဘဝမှာကောင်းရောင်ကောင်းဝယ်နဲ့အကျိုးပေးဦးတဲ့မဟုတ်တာတွေမကောင်းတာတွေလုံးမအကျိုးပေးတာတဲ့ဗျာဟာဒီလုပ်ငန်းတွေကအကုသိုလ်တွေများလိုက်တာရက်လိုက်မှပဲကောင်းတာတွေလုံးမပြောင်းလုံးမယ်ဆိုတော့အဲကောင်းတာလုံးရင်သူအဆင်ပြေတော့ဒါပါလေဆိုတော့ကုသိုလ်လုပ်တုန်းကအကုသိုလ်တွေခြံရံခဲ့လို့နော်ကိုယ့်ရဲ့အကျိုးပေးကလည်းအကုသိုလ်နဲ့မှပဲအကျိုးပေးတော့တာကုသိုလ်နဲ့အကျိုးမပေးဘူးကြောက်စရာမကောင်းဘူးလားကောင်းတယ်နော်ဒါကြောင့်ပေးတဲ့ပေါင်းသူတော်ကောင်းတို့သာဝိဇ္ဇဒါနကိုတတ်နိုင်တဲ့မြတ်ရှောင်ဖို့မလိုဘူးလားလိုတယ်နောက်အနဝိဇ္ဇဒါနကိုရွေးချယ်ပြီးတော့ပြုလုပ်နိုင်ကြဖို့လိုတယ်ဒါကတတော်ရဲ့ဟုတ်လားနောက်ဦးဇင်းတို့ပို့ပြီးတော့နော်အရေးကြီးဒါနနဲ့မကင်းကြတဲ့ပုဂ္ဂိုလ်တွေသိစရာကောင်းတဲ့အတွေ့အတွေ့ကဘာလဲပုဂ္ဂလိကဒါနနဲ့သံဃိကဒါနဟောနော်ပုဂ္ဂလိကဒါနနဲ့သံဃိကဒါနပုဂ္ဂလိကဒါနဆိုတာကပုဂ္ဂိုလ်ကိုရည်ရွယ်ပြီးတော့လှူတာနော်ဒီဘုန်းကြီးကိုကြည်ညိုတယ်ဒီလူကိုသဘောကျတယ်ဒီလူကိုမှပေးခြင်းတာဟုတ်လားအဲ့လိုမျိုးပုဂ္ဂိုလ်ဆွဲကလေးနဲ့လှူတာတန်းတာကိုဘာလို့ခေါ်တော့ပုဂ္ဂလိကဒါနနောက်သံဃိကဒါနဆိုတာကြတော့အဲ့လိုမဟုတ်တသာသနာလုံးမှာရှိတဲ့သံဃာတော်တွေကိုရည်မှန်းပြီးတော့တနည်းအားဖြင့်သံဃာတော်တို့ရဲ့သံဃာဂုဏ်ကိုအာယုံပြုပြီးတော့လှူဒန်းတဲ့ဒါနဒါကသံဃိကဒါနအဲ့တော့ဦးဇင်းတို့သာသနာတွင်သားတွေအနေနဲ့ဒီအချက်ကပို့ပြီးတော့ပြီးပြင်းပြင်းသိတဲ့နာပေါ့နော်ပုဂ္ဂလိကဒါနတဲ့သံဃိကဒါနသည်အများကြီးအကျိုးပေးကြီးကျယ်တယ်ဘာဖြစ်လို့လဲဆိုတော့တဲ့ပုဂ္ဂလိကဒါနမှာတန်ရောခြင်းမကင်းဘူးတဲ့ရှင်းပြချက်ကလေးကနော်ပုဂ္ဂလိကဒါနလှူတဲ့လူကလည်းငါဒီဘုန်းကြီးကိုလှူထားတာပုဂ္ဂိုလ်ဆွဲလေးနဲ့ဘုန်းကြီးကလည်းငါ့ကိုဘယ်သူကလှူထားတာနော်တန်ရောခြင်းလေးကရှိတယ်တန်ခိကဒါနမှာအဲ့ဒီတန်ရောခြင်းမရှိဘူး
လှူတဲ့လူကလည်းပုဂ္ဂိုလ်ကိုလှူတာမဟုတ်တသာသနာလုံးမှာရှိတဲ့တန်ဃာရဲ့ဂုဏ်ကိုအာရုံပြုတော့တန်ဃာကိုပဲလှူတာတန်ဃာကလည်းပဲဒီလူကငါ့ကိုလှူထားတာရွေးချယ်ပြီးတော့လှူထားတာဆိုတဲ့အတိသူ့မှာမရှိဘူးနော်ပစ္စည်းရဲ့အပေါ်မှာရောအလှူရှင်ရဲ့အပေါ်မှာရောအယံတန်ရောခြင်းကင်းတယ်ဒါကြောင့်တက္ကိကဒါနသည်အလွန်မြတ်တယ်ဒါကြောင့်ဦးဇင်းတို့မြတ်စွာဘုရားကသာသနာနောက်ပိုင်းမှာနော်တဖြည်းဖြည်းနဲ့ဆုပ်ယုပ်လာတဲ့အခါမှာနော်သင်္ကန်းစကိုလေပင်ပဲပတ်ပြီးတော့အိမ်ထောင်သားမွေးနေတဲ့လူတွေရှိမယ်ဒါကိုပဲတန်ခါအမှတ်နဲ့ကိုယ်ဝယ်ရတဲ့အနေအထားမျိုးကိုရှောင်အောင်မယ်ပေါ့အဲ့ဒီလိုအနေအထားမျိုးမှာတောင်မှနော်ဒီလိုဒုက္တိလှတွေကိုတောင်မှတန်ခါရဲ့ဂုံကိုအာယုံပြုတ်ပြီးတော့လှူနိုင်မယ်ဆိုရင်အသင်္ချေရအပမေယအကျိုးရှိတယ်လို့ဒါဘုရားကိုယ်တော်တိုင်ဟောထားတာရှိကိုယ့်ရဲ့စိတ်ကနော်တန်ခါဂုံကိုစိုက်အောင်အာယုံပြုတ်နိုင်ဖို့လိုတယ်တော့ဒီနေရာမှာဥစဉ်ရဲ့ဒီလောက်ကြီးနော်အကျင့်နေညစ်ပတ်စုပ်ပဲ့နေတာကြီးကိုဘယ်လိုလုပ်ပြီးတော့တပည့်တော်ကတန်ခါဂုံကိုအာယုံပြုတ်နိုင်မှာမလို့လို့စဉ်းစားရရှိတယ်နော်လွယ်တော့မလွယ်ဘူးပေါ့နော်တန်ဖိုးရှိတာတွေမှန်တယ်များသောအားဖြင့်မလွယ်တာပဲများတာပဲလေဟုတ်တယ်မဟုတ်လားစဉ်းစားနော်အဲ့တော့အဲ့ဒီနေရာမှာဥစဉ်တို့မင်းကုန်းဆိုကြီးကဥပမာဘယ်လိုပေးတုံးဆိုတော့ဆိုကြပါစို့အခုနော်ဆင်းတူတော်တွေရုပ်ပွားတော်တွေကိုတရားမတို့ဥစဉ်တို့ရှ िख ူးကြတယ်ဥချကြတယ်ကိုးကွယ်ကြတယ်ဘာအမှန်နဲ့ကိုးကွယ်တာတော့ဖရာအမှန်နဲ့ကိုးကွယ်တာပေါ့နော်တကယ်ဒါကတေချာစဉ်းစားကြည့်မယ်ဆိုလို့ရှိရင်ဒါနော်ကြောက်သားတစ်သားအုပ်နဲ့လှုပ်ထားတာနော်အပေါ်ရန်ချိုင်းခက်ကြမ်းစဉ်းစားမဆိုအဲ့လိုစဉ်းစားတယ်မဖြစ်ဘူးလားသို့တော့ကိုယ့်ရဲ့စိတ်ကဒါဟာအုပ်ပဲတစ်သားပဲဆိုတဲ့အစွဲမျိုးမဟုတ်ဘူးအဲ့လိုစိတ်မျိုးမဟုတ်ဘူးတတ်တော်ထင်ရှားမြတ်စွာဘုရားရဲ့ဂုဏ်ကြီးစုကိုပဲအာယုံပြုပြီးတော့ရှ िख ိုးတယ်ဝှချတယ်လှူတယ်တန်းတယ်ဟောရှိနေတာကတော့ရုပ်ပွားပဲအာယုံပြုလိုက်တာကတော့တတ်တော်ထင်ရှားပဲအဲ့လိုပဲဥရှင်တို့ကိုရှိမှရှိနေတဲ့ဒီသင်္ကန်းဝတ်ထားတဲ့ပုဂ္ဂိုလ်သီလမရှိဘူးဆိုတာကိုသိတယ်ဆိုအောင်တော်မှာသူ့ကိုအာယုံမပြုဘဲနဲ့နော်အရိယာတန်ဃာတော်တို့ရဲ့အသွင်ပြင်ဟာလည်းဒီလိုရှိခဲ့တာပဲဒီလိုရှိနိုင်တာပဲဟုတ်လားအဲ့လိုမျိုးအရိယာတန်ဃာတော်ရဲ့ဂုဏ်ကိုအာယုံပြုပြီးတော့ကိုလှူနိုင်တန်းနိုင်မယ်ဆိုလို့ရှိရင်ဒါဘာဖြစ်တော့တန်ဃာဂုဏ်ကိုအာယုံပြုနိုင်ရရောက်တယ်အဲ့ဒီလိုမျိုးအာယုံပြုပြီးတော့တန်ခိကဒါနဖြစ်အောင်ကြိုးစားရမယ်ဟုတ်လားဒီနေ့မှာဦးဇင်းတို့တန်ခါဂုံကိုအာယုံပြုနိုင်ပုံကလေးနော်အံ့ဩစရာကောင်းတဲ့ပုဂ္ဂိုလ်2ယောက်ရဲ့အကြောင်းကိုပြောပြခြင်းတယ်နော်ဦးဇင်းတို့ရသော်ဘုရားလက်ထက်ကရှင်ရွာမှာဟဋ္ဌဆိုတဲ့ရွာမှာဟဋ္ဌိဆိုတဲ့ရွာမှာဥက္ခတကြွယ်ဆိုတာရှိတယ်အဲ့ဒါမြတ်စွာဘုရားကအခါတစ်ပါးမှာယဟန်တော်တွေကိုယဟန်တို့တဲ့အဲ့ဒီရှင်ရွာမှာရှိတဲ့ဥက္ခတကြွယ်ဟာအံ့ဩဖွယ်ရာ10မျိုးနဲ့ပြည့်စုံတဲ့ပုဂ္ဂိုလ်ဖြစ်တယ်လို့ရုတ်တရက်မြတ်စွာဘုရားကအဲ့လိုအမိန့်ရှိပြီးတော့အကျေတဝန်းဘာမှမပြောတော့ပဲနဲ့ကျောင်းထဲကိုကြွားသွားတယ်အဲ့တော့ယဟန်တော်ရဲ့စိတ်ထဲမှာအဲ့ဒီဥက္ခတကြွယ်ကြီးကဘယ်လိုအင်္ဂါတွေနဲ့ဘယ်လိုအံ့ဩစရာကောင်းတာတွေနဲ့ပြည့်စုံတာတုံးလို့တွေးပြီးတော့ပဲကြံရစ်တာအောင်အဲ့ဒါယဟန်တစ်ပါးကတော့တွေးမနေခြင်းဘူးသွားပြီးတော့ပဲမေးလိုက်တော့မယ်ဆိုတော့အဲ့ဒါတပိတ်လွယ်ပြီးတော့အဲ့ဒီဥက္ကတထေကြီးရှိတဲ့နေရာကိုသွားတာဗျာသွားပြီးတော့တကားကြီးကိုမြတ်စွာဘုရားကအံ့ဩဖွယ်ရာ10မျိုးနဲ့ပြည့်စုံတဲ့ပုဂ္ဂိုလ်တယောက်လို့ပြောတယ်တကားကြီးမှာအံ့ဩကြတယ်ဘာတွေရှိတုံးပြောပါအောင်လက်တွေသွားမေးတာသွားမေးတဲ့အခါကျတော့ဥက္ကတထေကြီးကအရှင်ဘုရားတပည့်တော်မှာရှိတဲ့အံ့ဩဖွယ်ရာတွေကဘာတွေကိုရည်ရွယ်ပြီးတော့မြတ်စွာဘုရားက10မျိုးရှိတယ်လို့ပြောလိုက်တာလဲတော့တပည့်တော်တော့မသိဘူးတဲ့ဒါပေမဲ့တပည့်တော်ရဲ့တန်တန်မှာတပည့်တော်ကိုယ်တိုင်အံ့ဩစရာအံ့ဩယူရလောက်တဲ့နော်အကြောင်းအရာလေးတွေကတော့ရှိနေတာအမှန်ပဲတဲ့အဲ့ဒါကိုသူကပြောပြအဲ့ဒါကဘာလဲဆိုတော့နံပါတ်1အံ့ဩစရာကနော်တပည့်တော်ခန်းကော်တော်ထဲမှာနော်အရက်သေးတာတွေတောက်စားမူးယူပျော်ပွားနေတော့မှမြတ်စွာဘုရားကိုဖူးရတယ်တဲ့အဲ့ဒီဥယျာဉ်ထဲမှာအဲ့ဒါဘုရားကိုဖူးမြော်ရလိုက်ရခြင်းပဲအမူးတွေတခါလဲပြေသွားတယ်အောက်လို့ပြေသွားလဲတော့မသိဘူးအမူးဓာတ်တွေဘာမှမရှိတော့အဲ့ဒါတပည့်တော်ရဲ့နံပါတ်1အံ့ဩစရာပဲတဲ့ဟုတ်လားနောက်နံပါတ်2အံ့ဩစရာကဘာလို့ဆိုတော့အဲ့ဒီဘုရားကိုဖူးမြော်ရတဲ့အခါမှာပဲမြတ်စွာဘုရားဟောပြတဲ့တရားကိုနာပြီးတော့တပည့်တော်အဲ့ဒီအချိန်မှာပဲသောတာပန်ဖြစ်တယ်သောတာပတိမေညာကိုရတယ်သောတာပန်လည်းဖြစ်ပြီးပြီဆိုတော့တပည့်တော်ဟာတဲ့ဗြဟ္မစရိယသိက္ခာပုဒ်လင်5ခုမြောက်
၅ပါးသောတီလာကိုတပည့်တော်ဆောက်တည်လိုက်တယ်တဲ့၅ပါးတီလာထဲမှာကာမေတုမိစ္ဆာစာရရဲ့နေရာမှာယမစီယသိက္ခာပုဒ်ကိုသူထည့်လိုက်တာဒါပိဋကပေါင်းတို့အလုံးသဘောပေါက်ပြီးသားဟုတ်လားကာမေတုမိစ္ဆာစာရကရှောင်တယ်ဆိုတာဘယ်လိုယမစီယကရှောင်တယ်ဆိုတာဘယ်လိုအလုံးနားနေတယ်နော်အေးအဲ့ဒါကသူ့ရဲ့ဒုတိယအံ့ဩဖွယ်ရာဟုတ်လားနောက်တတိယအံ့ဩဖွယ်ရာကသူအိမ်ပြန်ရောက်လာပြီဆိုတော့သူ့ရဲ့ဇနီး၄ယောက်ရှိတယ်အဲ့ဒီဇနီး၄ယောက်ကိုခေါ်ပြီးတော့နှမတို့ငါကတော့ဒီအကျင့်ကိုကျင့်လာခဲ့ပြီဒါကြောင့်မင်းတို့ငါအိမ်မှာပဲမောင်းလို့နှမလို့နေခြင်းတယ်ဆိုရင်လည်းပဲချမ်းချမ်းသာသာနေဘာမှကြောင်းကြကြမရှိဘူးဒါပေမဲ့ဘဇုအိမ်ကိုသွားခြင်းတယ်ဘဇုကိုပေးပါဆိုရင်လည်းပဲငါပေးမယ်အဲ့လိုတောင်ပြောတာအဲ့လိုပြောတဲ့အခါကျတော့အကြီးဆုံးဇနီးကဘာပြောတော့ဆိုတော့သူ့ကိုဘယ်ယောက်ျားကိုပေးပါလို့ပြောတယ်တဲ့အဲ့လိုပြောပေးတဲ့အခါကျတော့ तू ဘာမှမပြောဘူးဟုတ်ပြီအဲ့လိုဆိုရင်အဲ့ဒီတကာကိုသွားခေါ်ရေးဆိုတော့အဲ့တကာရောက်လာပြီဆိုတော့အဲ့ဒါဒီဇနီးအကြီးကိုလက်တစ်ဖက်ကကင်ပြီးတော့နောက်တစ်ဖက်ကရေကြရားကိုကင်ပြီးတခါတည်းရေသက်ချရတယ်ဆိုတာအဲ့ဒီတော့မှပြန်ပေါ်လာလားမသိဘူးဟုတ်လားတခါတည်းရေလောင်းပြီးတော့ထည့်လိုက်တယ်တဲ့အဲ့ဒါအံ့ဩစရာကောင်းတာကတပည့်တော်ရဲ့စိတ်ထဲမှာဘာမှဖောက်ပြန်ပြောင်းလဲသွားတယ်ဆိုတာမရှိဘူးတဲ့အဲ့ဒါတပည့်တော်ရဲ့အံ့ဩဖွယ်ရာအချက်တစ်ချက်နော်၃ချက်ရှိတာနော်နောက်၄ခုမြောက်ချက်ကဘာပြောတော့ဆိုတော့တပည့်တော်ကအဲ့လိုဖြစ်ပြီးကလေးကစပ်ပြီးတော့တီလန်းရှိတဲ့ပုံကိုယ်တွေနဲ့ငါအိမ်မှာရှိတဲ့ပစ္စည်းတွေကိုငါအတူတူခွဲဝေပြီးတော့ပဲသုံးဆွဲတော့မယ်လို့တခါတည်းဆုံးဖြတ်လိုက်တယ်ပိုင်းခြားတာမရှိဘူးအဲ့ဒါသူ့ရဲ့၄ခုမြောက်အံ့ဩဖွယ်ရာနောက်၅ခုမြောက်အံ့ဩဖွယ်ရာကဘာလို့ဆိုတော့တပည့်တော်ကယဟန်နေနဲ့တွေ့လို့ရှိရင်အလွန်ရိုးရိုးတည်တည်ဆက်ဆက်နေတဲ့ပေရမ်းပဲဖြစ်ဖြစ်ရိုးတည်တည်ဆက်ဆက်ရုံနဲ့မကဘူးအဲ့ဒီယဟန်ကိုသူကတရားဟောတယ်ဆိုရင်လည်းတပည့်တော်ရိုးတည်တည်နာတယ်တကယ်လို့အဲ့ဒီယဟန်ကတရားမဟောဘူးဆိုရင်တော့အဲ့ဒီယဟန်ကိုတပည့်တော်ကပဲတရားဟောတယ်တဲ့အံ့ဩစရာပဲနော်ဆရာကြီးလုပ်ပြီးတော့ဟောတာမဟုတ်ဘူးနော်ရိုးရိုးတည်တည်သူဆက်ဆက်တယ်တရားဟောရင်နာပဲတကယ်လို့အဲ့ဒီယဟန်ကမဟောဘူးဆိုရင်တော့သူဟာဟောတယ်တဲ့ဒါသူ့ရဲ့အာဟုမြောက်အံ့ဩစရာနောက်6ခုမြောက်အံ့ဩစရာကဘာလဲဆိုတော့တပည့်တော်အိမ်ကိုတန်ဃာတွေပင့်ပြီးတော့တပည့်တော်ဆုံးကတ်တယ်တဲ့အဲ့လိုဆုံးကတ်လို့ရှိရင်တန်ဃာတွေကြွမလာသေးခင်မှာနတ်တွေကလာပြောတယ်တဲ့လာပြောကြတယ်ဘာပြောလို့ဆိုတခါကြီးဘေယဟန်ကတော့ယဟန္တာပဲဘေယဟန်ကတော့အနာဂံပဲဘေယဟန်ကတော့တီလကိုဘာမှမရှိဘူးအဲ့ဒါဒုတိလာကြီးလို့လာပြောတယ်အဲ့လိုလာပြောတော့အဲ့ဒါတပည့်တော်ရဲ့အံ့ဩဖွယ်ရာကဘာလဲဆိုတော့ဘယ်လိုယဟန်ပဲဖြစ်ဖြစ်ဒန်းတူပဲထားလိုက်တယ်တဲ့ဒါကယဟန္တာပဲနော်ဒါကအနာဂံပဲဒါကတော့ဒုတိလပဲလို့သူ့စိတ်ထဲမှာအဲ့လိုကွဲပြားနေတာမရှိဘူးတန်ခါရဲ့ကုံကိုပဲအာယုံပြုပြီးတူတူပဲဆိုပြီးတော့ပဲတူတာတော့တကယ်တူသလားမတူဘူးဒါပေမဲ့သူ့ရဲ့စိတ်ထဲမှာထားနိုင်တာအဲ့ဒါဟာသူ့ရဲ့အံ့ဩဖွယ်ရာဟောတန်ခိကဒါနမဖြစ်မှပူဇော်ကိုမရှိတော့ဘူးသူဟာဟုတ်လားအလုံးအံ့ဩစရာမကောင်းဘူးလားအံ့ဩစရာကောင်းတယ်နောက်သူ့ရဲ့9ခုမြောက်အချက်ပြောမှတော့ဦးဇင်းတို့ကုံအောင်ပြောလိုက်တော့မယ်ဟုတ်လား9ခုမြောက်အံ့ဩစရာကဘာလဲဆိုတော့နတ်တွေကပြောပြန်နေတဲ့ရှင်တခါကြီးဒီမြတ်စွာဘုရားဟောပြတဲ့တရားဒေသနာတွေဟာတကယ်ကိုအကျိုးရှိတဲ့ကောင်းစွာဟောထားတဲ့တရားတွေဖြစ်တယ်အဲ့လိုပြောတဲ့အခါကျတော့အဲ့ဒါကို तू မအံ့ဩပါဘူးတဲ့အဲ့လိုပြောတဲ့အခါကျတော့နတ်တွေကို तू ကဘာပြန်ပြောတော့ဆိုတော့နတ်တွေကမပြောလေပဲဘုရားဟောတဲ့တရားဒေသနာတွေကကောင်းစွာဟောထားတဲ့တရားတွေဆိုတာငါသိတယ်သင်တို့မပြောလေပဲငါသိပြီးသားသင်တို့ပြောလို့ငါလက်ခံတာမဟုတ်ဘူးအဲ့ဒီမှာသူ့ရဲ့အံ့ဩဖွယ်ရာကို तू ကဘာကိုညွှန်ပြလဲဆိုတော့နတ်တွေနဲ့စကားပြောရတယ်ဆိုတဲ့အတွက်ကြောင့်တပည့်တော်မှာမန်းဝင်နေဆိုတာမရှိဘူးတဲ့နတ်တွေနဲ့စကားပြောရလို့သူ့စိတ်ထဲမှာသူ့ကိုယ်သူငါနဲ့စကားပြောရတယ်ဆိုတဲ့အတွေးလေးတောင်မရှိဘူးအဲ့ဒီမာနမရှိတာသူ့ရဲ့အံ့ဩဖွယ်ရာနောက်8ခုမြောက်အံ့ဩဖွယ်ရာကဘာပြောတော့ဆိုတော့တကယ်လို့များတပည့်တော်ကမြတ်စွာဘုရားရဲ့အရင်သေသွားမယ်ဆိုလို့ရှိရင်မြတ်စွာဘုရားကဟေးဟောဒီဥက္ကတကြွဟာနော်ကာမဘုံကိုတဖန်ပြန်ပြီးတော့မလာတော့မယ်အောက်ပိုင်းတန်ရောစဉ်၅မျိုးကုန်ခန်းနေတဲ့ပုဂ္ဂိုလ်လို့ပြောရင်အံ့ဩဖွယ်ရာမရှိဘူးတဲ့။ပေါင်းဆိုတပည့်တော်ကိုယ်တိုင်အနာဂံဖြစ်နေလို့တဲ့။ဩရံဘာဂိယတန်ရောစဉ်၅မျိုးကိုသူဟာလုံးဝပယ်ထားတယ်။နော်တန်ရောစဉ်က10ချောင်းရှိတယ်အထက်ကိုဆွဲတဲ့တန်ရောစဉ်
ကျိုး10ကျိုးအောက်ကိုဆွဲချတဲ့တန်ရောစဉ်ကျိုး10ကျိုးအောက်ကိုဆွဲချတဲ့တန်ရောစဉ်ကျိုး10ကျိုးကကာမိသန္တာရဲ့ဖြာပါဒရဲ့တက္ကာယဒိဋ္ဌိရဲ့ဝိရှိကိစ္စရဲ့သီလဝတ္တပရမတ္တရဲ့၅မျိုးဒါတွေကိုအခြေပြောနေရင်နောက်ထပ်ပြောချင်တာလေးတွေပြန်မှာဆိုလို့ဟုတ်လားတတုရဲ့အံဩဘွယ်ရာ၈ချက်ထဲက6ခုမြောက်အံဩဘွယ်ရာနော်နတ်တွေကလာပြောလို့ဒီလူကဒီဘုန်းကြီးကသီလရှိတယ်ဒီတန်ဃာကသီလမရှိဘူးဒီတန်ဃာကသီလရှိတယ်လို့သိနေပါတော့လည်းပဲသူ့မှာခွဲခြားထားတာမရှိဘူးဒါကအလွန်တော်တဲ့တရားကြီးပေါ့နောက်တစ်ခုကဦးဇင်းတို့ဒီစကူရိတ်ကျွန်းမှာပဲဖြစ်ခဲ့တယ်လို့ဆိုတယ်တရားကြီးတယောက်အဲ့ဒါသူကတန်ဃာတွေသွားပြီးတော့ဈေးရံမဲ့သဘောမျိုးပေါ့လေတန်ဃာတစ်ပါးတန်ဃာကုံကိုအာယုံပြုပြီးတော့လှူခြင်းလို့မဲကြရနော်စီစဉ်လွှတ်လိုက်တဲ့တန်ဃာကိုပဲသူကမပြုလို့ပင့်တာမဟုတ်တန်ကြီးဒါနာဖြစ်ခြင်းလို့သူလုပ်တာအဲ့တော့ဟိုကတပါးလွှတ်လိုက်တယ်အဲ့ဒီတပါးကဒုသီလကြီးဖြစ်နေတယ်သီလမရှိတဲ့ပုဂ္ဂိုလ်အဲ့ဒီသီလမရှိဘူးဆိုတာကိုလည်းသူကိုယ်တိုင်သိတယ်အဲ့ဒီတခါကြီးကအဲ့သိပါလဲနဲ့အိမ်ပင့်လာပြီးတော့အိမ်ရောက်တဲ့အခါကျတော့တကယ်တပ်ပင်ညူမြတ်စွာဘုရားကိုပြုစုသလိုမျိုးတဲ့ခြေထောက်တွေပါတွေကိုစီတွေပါတွေနဲ့နေပေးတယ်ဟုတ်လားစွန့်တွေပါကိုလည်းတကယ်ကိုရိုးသေးသေးတကယ်ကိုပဲတခါလေရိုးသေးသေးသူပြုစုလုပ်ကျွေးတယ်ပေါ့အဲ့ဒါလိုနဲ့ဦးဇင်းတို့အဲ့ဒီဘုန်းကြီးပြန်သွားပြီဆိုပြီးတော့ညနေခင်းရောက်တဲ့အခါကျတော့အဲ့ဒီဘုန်းကြီးပြန်ရောက်လာဘာလို့ရောက်လာတော့ဆိုတော့ကျောင်းပြင်ရင်လို့ဆိုတော့ပေါက်ပြားလာငါပေါက်ပြားလာငါတော့တခါကြီးကထိုင်ရမထားပဲနဲ့အဲ့ဒီပေါက်ပြားကိုခြေထောက်နဲ့ကော်ပြီးတော့ပေးလိုက်တယ်တဲ့အဲ့တော့အိမ်မှာရှိတဲ့လူတွေကဘလို့ဖြစ်တာတော့မနေ့တုန်းကလည်းဒီဘုန်းကြီးပဲပေါ့ဖះကိုပြုစုတယ်လို့မျိုးပြုစုတာအခုကြတော့လေပေါက်ပြားကိုလက်နဲ့တောင်မပေးဘူးခြေထောက်နဲ့တောင်အော်ပေးလိုက်တယ်အဲ့ဒီမှာအကြောင်းကိုမေးတဲ့အခါကျတော့ငါကမနေ့တုန်းကသူ့ကိုပြုစုတာမဟုတ်ဘူးငါကမနေ့တုန်းကတန်ဃာကိုပြုစုတာလို့ပြောတယ်တဲ့အဲ့ဒါကိုလည်းအဲ့ဒါမင်းကွန်းစတော်ဘုရားကြီးရေးပြထားတယ်ပေါ့ဒါကြောင့်ပိဋကပေါင်းသူတော်ကောင်းတို့ဘလို့အနေထားမျိုးပဲကိုတိထားစိတ်ထဲကတန်ခါကုံကိုအာယုံပြုတ်နိုင်အောင်ကြိုးစားဖို့မလိုဘူးလားလိုတယ်ဒါဆိုရင်ဘာဖြစ်နိုင်တော့တန်ခိကဒါနဖြစ်မယ်ပေါ့နော်တသာသနာလုံးမှာရှိတဲ့တန်ခါတော်တွေရဲ့ဂုံကိုရည်မှန်းပြီးတော့ဘယ်ပုဂ္ဂိုလ်လို့မမှန်မဲနဲ့လှူလိုက်မယ်ဆိုရင်ဒါဘာဖြစ်တော့တန်ခိကဒါနအဲ့လိုဆိုရင်အလွန်တရာမှအကျိုးကျေးဇူးများတဲ့တန်ခိကဒါနကိုပြုနိုင်တယ်ပေါ့နောက်ဦးဇင်းတို့ဆက်ပြီးတော့ပြောရင်တာကနော်ဓာတဒါနနဲ့ဘုဇိတဒါနနော်ဓာတဒါနဆိုတာကအလိုဆန္ဒလို့ဆိုတဲ့တဏှာရဲ့ကြီးကျုံအဖြစ်နဲ့လှူလိုက်တဲ့ဒါနဘုဇိတဒါနဆိုတာကအဲ့ဒီအရှင်သခင်စိုးကိုတော်လှန်ပြီးတော့လှူတဲ့တော်လှန်ရေးဒါနဟုတ်လားဒါနဘယ်နှမျိုးလဲ2မျိုးဘယ်ဒါနကပိုမြတ်မလဲဆိုတာတော့အထူးပြောကြမလို့ပေါ့နော်အဲ့ဒီမှာဦးဇင်းတို့ဒါနကောင်းမှုပြုတဲ့အခါမှာဒီဒါနကောင်းမှုရဲ့အကျိုးပေးကိုလူချင်းမမောတဲ့စိတ်နဲ့လှူမယ်ဆိုလို့ရှိရင်ဒါဒါသဒါနဖြစ်တယ်ဟောဒါအလွန်တတိထားတဲ့အကောင်းတယ်နော်ဒါနရဲ့အကျိုးပေးကိုသိဖို့တော့လိုတယ်လူချင်းတဲ့စိတ်တော့မဖြစ်စေရအောင်အလွန်တိမ်မွေ့တယ်လို့ဆိုခြင်းပါတယ်ဦးဇင်းကဟုတ်လားအေးဒါကြောင့်ဒီလူချင်းမမောမှုဆိုတာကြီးကြောင့်ရတာမဟုတ်ဘူးဒီအလုံးကြောင့်ရတာဆိုတာကိုကိုယ်ပြပြသိမယ်ဆိုရင်ပို့ပြီးတော့လောဘကိုခွာဖို့လွယ်မယ်ထင်ပါတယ်ဟုတ်တယ်မဟုတ်လားကိုရခြင်းလို့ရတာလားရတဲ့အကြောင်းရှိလို့ရတာလားရတဲ့အကြောင်းရှိလို့ရတာအဲ့တော့ရခြင်းတာကြီးကဈာနေပြီးတော့တက်အပူကြီးဖြစ်နေတာပဲလေကိုရခြင်းဒီဖြစ်စီမရခြင်းဒီဖြစ်စီရတဲ့အကြောင်းရှိရင်ရမယ်အကြောင်းမရှိရင်မရအောင်အဲ့ဒီရခြင်းနေတဲ့ကိစ္စကတကယ်တမ်းကအဲ့ဒါအညစ်အကြေးကတ်သွားတာအဲ့ဒါဒီဓာတဒါနကိုဖြစ်စေတယ်အဲ့ဒီလိုမျိုးမှုပဲနဲ့ဒီလိုလှူရတန်းရတဲ့အတွက်ကြောင့်ဒီတဏှာလောဘလုံးဝကုန်ခါရနိဗ္ဗာန်ဆိုတဲ့တရားဓုတရားမြတ်ကိုရဖို့အတွက်ထောက်ပံ့ဖြစ်ပါစေလောဘကုန်ဖို့အတွက်ပဲလောဘအရှင်သခင်ရဲ့လက်အောက်ကလွတ်မြောက်ဖို့ဆိုတဲ့ရည်ရွယ်ချက်နဲ့လှူမယ်ဆိုရင်တော့ဒါအလွန်ကြီးကျယ်မြင့်မြတ်တဲ့ဘုဇိတဒါနဖြစ်သွားတယ်ဟုတ်လားဒီနေရာမှာဦးဇင်းတို့လေဒီဆရာဘုရားကြီးကိုဆရာဘုရားကြီးလက်ထက်ကစီကြီးဥတော်ဆိုတာကမေးဘူးတယ်ပါမေးတယ်ဆိုတော့ဆရာတော်ကြီးဘုရားတဲ့ဒီဘက်ခေတ်မှာလူတွေဟာဒါနကောင်းမှုပြုတဲ့နေရာမှာနိဗ္ဗာန်ကိုလည်းဆုတောင်းကြတယ်ရလို့တဲ့စိတ်နဲ့လုပ်ကြတယ်ဒါပေမဲ့နိဗ္ဗာန်တစ်ခုတည်းမဟုတ်ဘဲနဲ့နိဗ္ဗာန်မရခင်မှာဘာတွေရပါလို့ဘာတွေဖြစ်ရပါလို့ဤဆိုပြီးတော့ဘဝတံပတ္တိဘောဂတံပတ္တိကိုလည်းပဲ
ညက်ပြီးတော့တောင်းတကြတာတွေလည်းရှိတယ်တဲ့ဟုတ်လားအဲ့လိုနိဗ္ဗာန်နဲ့ဘဝတံပတ္တိဘောဂတံပတ္တိကိုပေါင်းပြီးတော့ရလိုတဲ့စိတ်နဲ့ဒါနပြုမယ်ဆိုရင်အဲ့ဒီဒါနသည်ပါရမီထိုက်တဲ့ဒါနဖြစ်နိုင်မှာမလားလို့မေးတာမေးတော့ဆိုကြီးကဖြစ်နိုင်တယ်လို့တော့ဖြေတယ်မဖြစ်နိုင်ဘူးမဟုတ်ဖြစ်နိုင်တယ်တဲ့ဒါပေမဲ့လို့နိဗ္ဗာန်ကိုအလွန်နှင်းနှီးကွေးကွေးမှပဲရလိမ့်မယ်တဲ့ဟာအဖြစ်ဘူးနိဗ္ဗာန်မရဘူးလို့တော့မပြောဘူးသူကအဲ့ဒီမှာဆိုလို့ကြီးကသူကဘာကိုတတ်သိပြတော့ဆိုတော့ဇောတိကတထေကိုတတ်သိပြတယ်နောက်ဦးဇင်းတို့မြတ်စွာဘုရားလက်ထက်တထေဆိုတာနော်အလွန်မှရှေးဘုံရှေးကံကြီးတဲ့ပုဂ္ဂိုလ်ပေါ့နော်မီးနဲ့ချက်ထားတာတော့မစားဘူးနော်မြောက်ကျွန်းသူနဲ့နေတာနော်လက်တွေဆောက်ပြီးတဲ့အိမ်နဲ့နေတာနော်ဗိမိတာရမင်းကြီးရဲ့နောက်ကနေပြီးတော့အဇာတတမင်းသားတွေကလက်ဆွဲလိုက်သွားတော့ဩငါဖခင်ကတိုင်းပြည်အစိုးရတဲ့လူသာပြောတာဒီတထေးတော့လည်းအိမ်ကမကောင်းပေါ့ငါကြီးလာလို့ဘယင်ဖြစ်ရင်တော့ဒီတထေးအိမ်ကိုတိုက်ခိုက်ပြီးတော့ယူမယ်ဆိုအဲ့ဒီဟာဆိုဆုံးဖြတ်တာအတူရှင်မင်းဖြစ်တော့တကယ်သွားတိုက်တာပဲဒါပေမဲ့တိုက်လို့လည်းမရနော်သူရဲ့လက်မှာလက်စွပ်10ခွန်းဆွတ်ထားတာသူသွားတရားနာနေတယ်အဲ့ဒီချိန်မှာသူ့အိမ်မှာနောက်ကနေပေါ့သာတတကဝင်တိုက်တာတိုက်လို့မရအဲ့တော့ဝင်တိုက်လို့မရတော့ဖះကြောင်လာတဲ့အခါကျတော့သင်ကသင်ရဲ့အဆောင်နေနဲ့ပြစ်ထားကြတော့သင်ကဒီမှာလာပြီးတော့ရှောင်းတိန်နေတာလို့ထင်တာနော်သူကဖန်နေမှန်နေကာထားတာသူ့အရေးတွေသူလှန့်ပြီးတော့သာတတကတိုက်မရဒါကိုလက်အောက်ငယ်သားတွေနဲ့ထားခဲ့တာလို့ထင်တာအဲ့တော့ဇောတိကမင်းကြီးတဲ့ငါမပေးလို့ရှိရင်အဲ့ဒီပစ္စည်းတွေကိုပြောနေဒီလက်စွပ်10ခွန်းတောင်သင်ချွတ်လို့မရဘူးပြောအလွန်အားကောင်းတဲ့အဇာတတတိအဲ့ဒီလက်စွပ်ကိုချွတ်တာချွေးတီးပေါက်တာကြလာတယ်လက်စွပ်ကချွတ်မသွားအောင်အဲ့ဒီမှာလက်10ချောင်းလုံးအောက်ဆိုင်ပြီးတော့မင်းကြီးလိုချင်တယ်ဆိုရင်ဝေလဲတော်ခံပါဆိုအောက်ဆိုင်တာလက်စွပ်10ခွန်းလုံးအောက်ကိုကျသွားတယ်လို့ဆိုတယ်အဲ့လောက်ဘုံကံကြီးတဲ့ပုဂ္ဂိုလ်နော်ဇောတိကဆိုအဲ့ဒီဇောတိကတတိရဲ့အကြောင်းကိုသက်သေပေးတာဆိုကြီးอ่ะအဲ့ဒီဇောတိကတတိနဲ့သူ့ရဲ့အကိုပေါ့နော်တခုသောဘဝတုန်းကဝိပဿနာမြတ်စွာဘုရားမပွင့်ခင်နော်သာသနာ့ဘကာလမှာပိစိကဗုဒ္ဓအရှင်မြတ်တစ်ပါးကိုကြံရည်လှူကြတာညီကို2ယောက်အဲ့ဒါညီကဇောတိကတတိဖြစ်မဲ့လို့အဲ့ဒါညီကို2ယောက်ကြံရည်လှူရင်းနဲ့နော်အကိုဖြစ်တဲ့လူကဘလို့စိတ်နဲ့ဒါနပြုလဲဆိုတော့အရှင်ဘုရားတို့တိတဲ့တရားကိုတိပြရစီဒါပဲသူတိပြင်ဘာမှမတောင်းတဒါပေမဲ့ဇောတိကတထေကဘလို့ဆူတောင်းတော့ဇောတိကတထေဖြစ်မဲ့ပုဂ္ဂိုလ်ကအရှင်ဘုရားတို့တိတဲ့တရားတိပြရစီအဲ့ဒီတရားတို့ကိုမတိသေးခင်မှာတပိတော်သိဟောလူဘဝနတ်ဘဝအစည်းတင်ချမ်းသာကိုသူတောင်းတတဲ့စိတ်ပါလာတယ်အဲ့ဒါနဲ့ဆူတောင်းအဲ့ဒါအကိုကြီးဖြစ်တဲ့လူကဝိပဿနာမြတ်စွာဘုရားပွင့်တဲ့အခါမှာယန္တာဖြစ်တယ်အဲ့ဒါဇောတိကတထေလောင်းကတော့နော်ဘုရား6ဆူကြောလာပြီးတော့အဲ့ဒါဦးဇင်းတို့မြတ်စွာဘုရားလက်ထက်ကြတော့မှဇောတိကတထေရလို့လာပြီးတော့ကျွတ်တန်းဝင်တယ်အဲ့ဒါဘာလဲဆိုတော့နိဗ္ဗာန်နဲ့တမ္ပတ္တိကိုနော်ပူးတွဲပြီးတော့ရကျင်တဲ့စိတ်နဲ့ဒါနပြုမယ်ဆိုလို့ရှိရင်တန်တရားမှာကြာတတ်တယ်ဒါကိုဆရာကြီးကပြောပြတာအဲ့ဒီနေရာမှာဦးဇင်းတို့တန်တရားမှာကြာတတ်တယ်ဆိုတာကိုပြောကျင်တာတဲ့နောက်ထပ်ဆက်ပြီးတော့စောကြီးတဘာဝယုတ်တိအရာသုံးသပ်ပြတာကိုဦးဇင်းပိုးသဘောကျတယ်အဲ့ဒါဘာလဲဆိုတော့ဒါနကောင်းမှုပြုတဲ့နေရာမှာတဲ့နော်ဘာဖြစ်ခြင်းလဲဘာရခြင်းလဲဆိုတဲ့နောက်ကလောဘအကြည့်တဲ့အချွဲတဲ့အညှိတဲ့ဟုတ်လားအစေးတဲ့ဟုတ်လားအဲ့ဒါပါနေမယ်ဆိုလို့ရှိရင်ဖြစ်လျက်ဘဝမှာဒါနကောင်းမှုပြုထားတဲ့အတွက်ကြောင့်ဒါနကောင်းမှုရဲ့အကျိုးပေးကိုတော့သူရမယ်ဒါပေမဲ့လို့အဲ့ဒီဒါနကြောင့်ရထားတဲ့အဲ့ဒီအကျိုးရလဒ်တွေကိုသူကအလွန်တရာမှတွေ့တာမမောလိမ့်မယ်တဲ့ကုသိုလ်လုပ်တုန်းကလောဘအစေတဲ့ခြံရံပြီးတော့လှုပ်ထားတဲ့အတွက်ကြောင့်ကုသိုလ်ရဲ့အကျိုးကိုရပြီဆိုတော့လည်းပဲအဲ့ဒီလောဘအစေတဲ့ကြီးကတွေ့တာနေတယ်ကန့်ညိနေတယ်သူတော်ကောင်းတရားနဲ့တွေ့တယ်ဆိုရင်တောင်မှသူတို့အဲ့ဒါကိုမစွန့်ခွာနိုင်ဘူးအဲ့ဒါမှပဲညှိနေတယ်ကန့်နေတော့တယ်ဟုတ်လားဒါနကောင်းမှုပြုတဲ့အချိန်မှာဒီလောဘအစေတဲ့အညှိတဲ့ကိုမပါအောင်လုပ်နိုင်မယ်ဆိုရင်တော့အကျိုးရလဒ်တွေကိုရတဲ့အခါမှာအဲ့ဒီအကျိုးရလဒ်ရဲ့ပုံမှာညှိကပ်တွေ့တာမှုအလွန်နည်းတဲ့နောက်သူတော်ကောင်းတရားနဲ့တွေ့လို့ရှိရင်အဲ့ဒီစည်းစိမ်ချမ်းသာတွေကိုတာတာလေးသူထားခဲ့နိုင်တယ်ဟိုဘက်အလွန်ကောင်းတဲ့တရားနောက်ကိုတူလိုက်သွားနိုင်တယ်အဲ့တော့တရားဓမ္မတို့ဦးဇင်းတို့အများကြီးစဉ်းစားရရှိတယ်နော်ပစ္စည်းတွေပေါ်တယ်
ပစ္စည်းတွေပေါ်ဖို့ကဗราဏလားအဲ့ဒီပစ္စည်းတွေရဲ့ပေါ်မှာညှိကပ်တွေ့တာမှုရှိမှုမရှိမှုကပို့ပြီးတော့ဗราဏကြလားဆိုတာကိုစဉ်းစားဖို့မလိုဘူးလားညှိကပ်တွေ့တာနေမယ်ဆိုရင်ဒါဒုက္ခဖြစ်တော့တာပဲလေဟုတ်တယ်မို့လားဒုက္ခဖြစ်တော့တာဒီဥစ္စာကဒါကနားလည်ဖို့တော့တော်တော်အရေးကြီးတယ်လို့ဦးဇင်းကထင်ပါတယ်ဟုတ်လားဒါကြောင့်ပေးသက်ပေါင်းသူတော်ကောင်းတို့ပစ္စည်းတွေပေါ်တော့လည်းပဲအဲ့ဒီပေါ်များနေတဲ့ပစ္စည်းတွေရဲ့ပုံမှာညှိကပ်တွေ့တာမှုမရှိဘူးဆိုရင်အလွန်အကျူးအထူးမကောင်းဘူးလားအလွန်ကောင်းတယ်နော်ဒါကိုသုံးလို့ရတာပဲလေဟုတ်လားညှိကပ်တွေ့တာမှုရှိသည်ဖြစ်စေမရှိသည်ဖြစ်စေဒါကိုဟာတွေပဲသုံးရင်လည်းသုံးလို့ရနေတာပဲဒါပေမဲ့ညှိကပ်တွေ့တာနေမယ်ဆိုတော့နှမျောမှုတွေဝန်တုံမှုတွေညှိမှုတွေတွေ့မှုတွေနဲ့အဖြစ်နေတော့ဒုက္ခရအောင်ဟုတ်လားဒါကြောင့်သူတော်ကောင်းတရားနဲ့တွေ့တဲ့အခါမှာအဲ့ဒီလုပ်ငန်းကိစ္စတွေအဲ့ဒီအရာတွေရဲ့ပုံမှာကိုမစွန့်နိုင်ဘူးမလွတ်နိုင်ဘူးဆိုရင်ဒါကိုဝေဖန်ရမယ်။ဩငါဒါနကောင်းမှုပြုတော့ကလောဘတွေမြန်ချမ်းရံခဲ့သလား။လောဘတွေချမ်းရံခဲ့ရင်အကျိုးရလက်ရတဲ့အခါမှာလောဘတွေဖြစ်နေလိမ့်မယ်။အဲ့ဒီအချက်စဉ်းစားတယ်မကောင်းဘူးလား။ကောင်းတယ်နော်။ဒါကြောင့်ဦးဇင်းတို့ပေးတဲ့ပေါင်းသူတော်ကောင်းတို့ဒါသဒါနနဲ့ဘုဇိတဒါနဆိုပြီးတော့ဒီနှစ်ပါးမှာနော်ဘုဇိတဒါနဖြစ်အောင်နော်တဏှာဆိုတဲ့အရှင်သခင်စိုးကိုတော်လှန်တဲ့အနေအထားမျိုးနဲ့ပြုတဲ့ဒါနမျိုးဖြစ်အောင်ကြိုးစားဖို့မလိုဘူးလားလိုတယ်ဒါကဦးဇင်းတို့ဒါနတွေနဲ့ပတ်သက်ပြီးတော့အများကြီးပြောခဲ့တယ်ပေါ့နော်ဘယ်လိုပြုမလဲဆိုတာနဲ့ပတ်သက်ပြီးတော့အဲ့ဒီတွေကဦးဇင်းတို့အင်္ဂုတ္တပါဠိတော်အထက်ကနိပတ်ထဲမှာလာတဲ့ဒါန၈မျိုးဆိုတာမြတ်စွာဘုရားဟောတာရှိအဲ့ဒီဒါန၈မျိုးဆိုပြီးတော့ဟောတဲ့သုတ်တန်နှစ်ပုဒ်ထဲမှာနောက်ဆုံးဒါနပြုတဲ့နည်းကလေးအဲ့ဒါကိုအလွန်မြင့်မြတ်တယ်ဆိုပြီးတော့ပြောတာရှိတယ်အဲ့ဒါကဘယ်လိုပြုတာတုံးဆိုတော့စိတ်တလင်္ကာရစိတ်တပရိခါရထံဒါနံဒေတိစိတ်ရဲ့အစဉ်တစားစိတ်ကိုကောင်းကောင်းစောင့်ရှောက်ဖို့အတွက်သမထဝိပဿနာကိုအကျိုးကျေးဇူးပြုပါစေဆိုတဲ့စိတ်နဲ့ဒါနကောင်းမှုကိုပြုတာတဲ့ဟောဒါလေးကအလွန်မှတ်စရာကောင်းနော်ဒါနကောင်းမှုပြုတာကိုယ့်ရဲ့တမာတိတွေပညာတွေပို့ပြီးတော့နော်ထက်တန်ဖြစ်ပါစေငါရဲ့စိတ်ကလေးကြည်လင်ပြီးတော့ဒီဒါနကောင်းမှုကအဲ့ဒီသမထဝိပဿနာကိုအများကြီးအကျိုးကျေးဇူးပြုပါစေဆိုတဲ့စိတ်နဲ့ဒါနကောင်းမှုပြုမယ်ဆိုရင်အဲ့ဒီဒါနအလွန်မှမြင့်မြတ်တယ်လို့ဆိုတယ်။တော့စိတ်ကြည်လင်မှုရှိသွားပြီဆိုရင်အဲ့ဒါတရားအထောက်အတာပို့ပြီးတော့အစဉ်ပြေတဲ့အပိုင်းအများကြီးရှိနိုင်တယ်။ဟုတ်လား။အဲ့တော့ဦးဇင်းတို့အရက်စကားနဲ့နားလည်အောင်ပြောမယ်ဆိုရင်တော့တရားအထောက်အတာပို့ပြီးတော့အစဉ်ပြေအောင်ဆိုတဲ့ရည်ရွယ်ချက်နဲ့ဒါနပြုတာလည်းရှိတယ်လို့နားလည်ဖို့လိုတယ်။ဟုတ်လား။နိဗ္ဗာန်ကိုရည်ရွယ်ပြီးတော့ဒါနပြုတာလည်းရှိတယ်နော်။အခုလုံးလုံးစေကိုလုပ်နေတဲ့ဒီမြင့်မြတ်တဲ့လုပ်ငန်းစဉ်ကိုအထောက်အကူပြုဖို့ဆိုတဲ့ရည်ရွယ်ချက်နဲ့ဒါနပြုတာကိုမရှိဘူးလားရှိတယ်နော်ဒါမြတ်စွာဘုရားဟောပြထားလို့သိရတာဟုတ်လားဒါကြောင့်ပိဿပေါင်းသူတော်ကောင်းတို့နေ့စဉ်တချို့ဆိုရင်နေ့တိုင်းဒါနကောင်းမှုအနေအများမျိုးတော့ရှိမှာပေါ့နော်ဒါနကောင်းမှုနေ့တိုင်းပြုနေတဲ့လူတွေမရှိဘူးလားရှိတယ်အဲ့ဒါတွေပြုတိုင်းအဲ့ဒီလိုစိတ်ကလေးကိုဥတက်ပေးနိုင်မကောင်းဘူးလားကောင်းနော်ငါအခုလှူလိုက်တန်းလိုက်တာလေးကနော်တမာတိပညာကိုအများကြီးအထောက်အကူပြုပါစေစိတ်ကလေးကပိုးလဲကြည်လင်သွားမယ်နော်တည်ငြိမ်မှုအတွက်အထောက်အကူပြုပါစေသိဖို့မြင်ဖို့အတွက်အထောက်အကူပြုပါစေဆိုတဲ့စိတ်ကလေးနဲ့သူများကိုပေးမယ်ဝေမယ်ဆိုရင်နော်အရန်ကြည်နူးကြမကောင်းလားကောင်းတယ်နော်ဒါကြောင့်ပေးတဲ့ပေါင်းတော်ကောင်းတို့အဲ့လိုဒါနကောင်းမှုကိုမြင့်မြတ်အောင်ပြုနိုင်ဖို့လိုတယ်ပေါ့ဟုတ်လားဦးဇင်းတို့အဲ့တော့ဏိကုံးဘာပြောခြင်းတော့ဒါနပါရမီဏိကုံးမှရောက်လာပြီနော်ဏိကုံးဘာပြောခြင်းတော့ဆိုတော့ဦးဇင်းတို့သက္ကာရဝကတန်ရုပ်ပါဠိတော်မှာနော်အာရိဋ္ဌသုတ်တံဆိုပြီးတော့သုတ်တံတစ်ပုဒ်ရှိတယ်အဲ့ဒီသုတ်တံမှာနတ်သားတစ်ပါးကမြတ်စွာဘုရားကိုနော်မေးလျှောက်ပြီးတော့နော်နတ်သားတစ်ပါးမြတ်စွာဘုရားကိုသူ့ရဲ့ထင်မြင်ယူဆချက်ကိုလျှောက်တာပါပဲအဲ့ဒါကိုမြတ်စွာဘုရားကသဘောတူတယ်အဲ့ဒီတော့ဘုရားဟောဒေသနာဖြစ်တယ်ပေါ့နော်ဘာပြောတာတော့ဒါလေးတွေပဲပိဿပေါင်းတော်တို့အလုံးကြာဘူးနာဝရှိပြီးသားပါပဲအာရိဋ္ဌသမိန်အဂါရသမိန်ယန္နိဟရတိဘာဇနံတန်တတ္တဟောတိအဋ္ဌာယနောစယံတထတရှတိဥမာလေးသူကအရင်ပြောတယ်နော်အိမ်တစ်လုံးကိုမီးလောင်ပြီဆိုလို့ရှိရင်တဲ့အဲ့ဒီမီးလောင်နေတဲ့အိမ်တွေကနေပြီးတော့သုံးလို့ရမယ့်အရာတွေကိုမီးထဲပါမအောင်ပါမသွားအောင်ဆွဲထုတ်ဖို့လိုတယ်တဲ့ဆွဲမထုတ်နိုင်ဘူးဆိုရင်အဲ့ဒီပစ္စည်းတွေကမီးထဲပါသွားမယ်
ဆွဲထုတ်နိုင်တဲ့ပစ္စည်းကတော့ကိုယ့်အတွက်အကျိုးရှိတယ်တဲ့နော်တန်တတဟောတိအဋ္ဌာယမီးလောင်ရင်လည်းကဆွဲထုတ်လိုက်နိုင်တဲ့ပစ္စည်းဟာကိုယ့်အတွက်အသုံးတဲ့တယ်ကိုယ့်အတွက်အကျိုးရှိတယ်နော်ဒီဥမာလေးကဘာမှနားမလည်စရာမရှိဘူးနော်အိမ်တစ်လုံးမီးလောင်ပြီဆိုရင်ပစ္စည်းတွေရအောင်သာတဲ့မတည်နိုင်မှုဆိုရင်မီးထဲပါမယ်တည်နိုင်တယ်ဆိုရင်အဲ့ဒါကိုယ့်အတွက်တန်ဖို့ရှိတယ်ဒါရိုးရိုးလေးပဲနော်အိမ်တစ်လုံးမီးလောင်ပြီဆိုရင်တည်နိုင်တဲ့ပစ္စည်းကိုသုံးရမယ်မတည်နိုင်တဲ့ပစ္စည်းမီးထဲပါမယ်ဟုတ်လားအဲ့လိုပဲတဲ့ဧဝံအာတိတကောလောကောဇရာယမရဏိနာသနိဟရိထေဝဒါနေနဒိဏဟောတိတုနိဟတဟောအဲ့ဒီဥမာတိုင်းပဲဒကာမတို့ဦးတို့ရဲ့ဘဝဆိုတာမီးလောင်နေတယ်တဲ့ဘာမီးလောင်လို့ဆိုတော့ဒီမှာတော့မီးကအကျဉ်းပြနှမျိုးပဲပြောတာဇရာယမရဏိနာသနော်အိုခြင်းတဖြည်းဖြည်းနဲ့ယိုယွင်းလာတဲ့အနေအထားဟုတ်လားဒါကိုမီးလို့သုံးတယ်နောက်မရဏတဲ့နောက်ဆုံးဝိဒန္တနာလုံးဝဖျို့ဖျဲပြိုကွဲပြီးတော့ပျက်စီးသွားမယ်အနေအထားအဲ့ဒီကိုရှေ့ရှုမနေဘူးလားရှေ့ရှုနေရနော်အဲ့ဒီဇရာမရဏဆိုတဲ့မီးလောင်နေတဲ့ဒီဘဝဒီခန္ဓာဒီအနေအထားအဲ့ဒီမီးလောင်နေတဲ့နေရာတွေကနေပြီးတော့အနေအထားတွေကနေပြီးတော့ဒါနကောင်းမှုဆိုတဲ့ကိုယ့်အတွက်သုံးလို့ရမယ်တန်ဖိုးရှိတဲ့ရာကိုဆွဲပြီးတော့ထုတ်နိုင်ရမယ်တကယ်လို့ဆွဲမထုတ်နိုင်ဘူးဆိုရင်အဲ့ဒါတွေကမဖြစ်သွားမိတဲ့ပါသွားမယ်ဆွဲထုတ်နိုင်တဲ့ပစ္စည်းကဒိဏဟောတိတုနိယတအဲ့ဒါကိုယ့်အတွက်အများကြီးအကျိုးရှိတယ်တဲ့ချမ်းသာဒုက္ခကိုဖြစ်စေလိမ့်မယ်အဲ့တော့ဒီနေရာမှာဦးဇင်းကပြောချင်တာကတူတူလေးနော်ဒါပေမဲ့ထိထိမိမိလေးလည်းဖြစ်ချင်တယ်ဒီအနေအထားကြီးကကိုကအသုံးမချလိုက်နိုင်လည်းပဲတစ်ချိန်ကြာရင်တော့ဖြစ်စီသွားမှာပြောချင်တာကကိုကမစွန့်မလွတ်ရင်လည်းတစ်ချိန်ကြာရင်တော့စွန့်လွတ်ခဲ့ရမှာပဲဟုတ်လားဒါကိုသဘောပေါက်စေချင်တာအဲ့တော့ကိုယ့်ရဲ့ဉာဏ်ကလေးကိုယ့်ရဲ့စိတ်လေးနဲ့ဒါကိုစွန့်နိုင်လွတ်နိုင်အောင်ကြိုးစားမယ်ဆိုရင်ကိုယ့်အတွက်အများကြီးမရှိဘူးလားကိုကအတင်းဖက်တွေထားတော့လည်းပဲတစ်ချိန်မှမဖြစ်ဘူးစွန့်လွတ်ခဲ့ရမှာပဲလေအဲ့ဒါဘာဖြစ်လို့စွန့်လွတ်ခဲ့ရတာလို့မေးရင်မရဏမီးလောင်သွားလို့ဆိုကြပါစို့ဒီသုတ်တန်ထဲမှာတော့အသေးစိတ်ဟောတာပေါ့ကိုယ်အိမ်မှာရှိတဲ့ပစ္စည်းတွေဟာကိုယ်မသိခင်မှာကိုယ်ပဲရန်သူမျိုး၅ပါးဖြစ်စီလို့ပျက်စီးတာတွေရှိတယ်တချို့ကြတော့လေကံကောင်းတဲ့အတွက်ကြောင့်ဒီဘဝမှာရှားထားဖွေထားတာလေးတွေပဲရန်သူမျိုးမှဖြစ်စီတာမရှိဘူးမပျက်စီးဘူးပေါ့သို့တော့စဉ်းစားကြည့်ဘယ်သူမှမဖြစ်စီးတော့လည်းပဲကိုပျက်စီးပြီကိုသိပြီဆိုရင်တော့အဲ့ဒီပျက်စီးတွေကကိုအတွက်တော့ပျက်စီးသွားတာနဲ့အတူတူပဲဒါကိုနားလည်ဖို့လိုတယ်နော်အဲ့ဆိုကိုသုံးလို့ရသေးသလားမရတော့ဘူးကိုဘာမှအဲ့ဒါကိုချေလေလို့လည်းမရတော့ဘူးကိုအတွက်ဘာမှလည်းအသုံးမဝင်တော့ဘူးပေါ့နော်အဲ့ဒါကိုဇရာမရဏမီးလောင်နေလို့နားလည်ဖို့လိုတယ်ဟုတ်လားအဲ့တော့ပဂရိအိမ်ကြီးမီးလောင်ရင်ဆွဲထုတ်နိုင်တဲ့ပစ္စည်းဟာကိုပစ္စည်းကိုသုံးလို့ရတယ်ဆွဲမထုတ်နိုင်ရင်တော့မီးထဲပါသွားမယ်အဲ့တော့ကိုဘဝမှာလည်းပဲတစ်ချိန်ကျရင်ဒါစွန့်ခဲ့ရမယ်တေချာပေါက်ကိုအတွက်တော့ပျက်စီးသွားမယ့်အရာတွေဟုတ်လားအဲ့တော့မပျက်စီးသေးခင်မှာအဲ့ဒီပျက်စီးမှုဆိုတဲ့မီးကြီးမလောင်သေးခင်မှာဒါကိုဟာပေးကမ်းမှုဆိုတဲ့အနေနဲ့ကိုအတွက်အသုံးတည့်အောင်လှုပ်ထားနိုင်မယ်ဆိုလို့ရှိရင်ဒါကိုအတွက်အကျိုးရှိတယ်ကိုနှမျိုးဝင်တိုးပြီးတော့မပေးရမကမ်းရဖြစ်လို့နေလေပြီးတော့ဘာလို့ထားခဲ့မှာပဲလေကိုအတွက်တော့ဒါပျက်စီးသွားတော့တာပဲကိုကတနေရာမှာပုံစံတစ်မျိုးနဲ့အနေထားတစ်မျိုးနဲ့ကျင်လေကျစားနေပါဒါကြီးကကိုနဲ့ဘာမှအဆိုင်တော့ဒါအလွန်စဉ်းစားကြစရာကောင်းတဲ့ဟောပြောချက်လို့ဦးဇင်းကတော့ထင်ပါတယ်ဟုတ်ရဲ့လားဒါကြောင့်ပေးသက်ကောင်းသူတော်ကောင်းတို့မီးလောင်နေတယ်ဆိုတာကိုနားလည်ဖို့လိုတယ်နော်မီးလောင်နေတယ်ဆိုတာနားလည်ဖို့လိုတယ်ဘယ်လောက်ဆွဲထုတ်နိုင်မလဲဆိုတာကိုယ်ပုံမှန်မူတည်တယ်ဟုတ်လားအဲ့တော့ဒီနေရာမှာဦးဇင်းတို့ဒီသုတ်တန်လေးကအလွန်မှလည်းပဲမျှမျှတတာရှိတယ်ဩပစ္စည်းကိုတဲ့သုံးလဲသုံးရမယ်ပေးလဲပေးရမယ်တချို့ကသုံးလဲမသုံးနိုင်ဘူးပေးလဲမပေးနိုင်ပေးတဲ့အဆင့်ကိုပြောနေကိုယ့်ကိုသုံးတာတောင်မသုံးနိုင်ကိုတောင်မှသိပ်ပြီးတော့မတရားဘူးပေါ့အဲ့ဒါလောက်ထိတွေ့တာကန့်ညိနေတဲ့လူတွေနော်အတွက်အချက်လွဲချော်နေကြတဲ့လူတွေအများကြီးမရှိဘူးလားရှိတယ်ပြီးတော့ဘာဖြစ်တုံးဆိုတော့အကုန်လုံးထားခဲ့တာပဲပြီးတော့သူများကြည့်ရတာကိုလည်းခံရလိမ့်မယ်အသုံးမကျလိုက်တဲ့လူရှာုံပဲရှာတော့ဘာမှပ
ပြီးပြင်းမသုံးတတ်ဘူးဆိုတာကြီးအကဲ့ရမခံရဘူးလားကဲခံရတယ်ဒါကြောင့်ပေးတဲ့ပေါင်းတော်ပစ္စည်းဥစ္စာဆိုတာရှာဖွေတတ်တဲ့အပိုင်းနဲ့သုံးဆွဲတတ်တဲ့အပိုင်းကပို့ပြီးတော့တောင်မှပညာသားပါမယ်လို့ဦးဇင်းကထင်တယ်ဟုတ်လားအများစုကရှာပဲရှာတတ်တာများတယ်သုံးတတ်တဲ့အပိုင်းသိပြီးတော့မရှိဘူးဒါကြောင့်ဘုရားလောင်းတော်ကောင်းကြီးများစဉ်းစားတဲ့အခန်းတွေမှာအဲ့ဒါလေးတွေပါတယ်ငါဘိုးငါဘောငါပြီးပါများပစ္စည်းတွေကိုရှာုံမဲရှာတော့တယ်သူတို့နောက်ပါအောင်ယူမသွားပါလားနော်ဒါသူတို့စဉ်းစားတာနော်ငါကတော့ပစ္စည်းတွေကိုပါအောင်ယူမယ်အဲ့လိုဆိုရင်အကုန်လုံးယူသွားအကုန်လုံးလူသွားတကူကောင်းဆန်တယ်လို့ဒီလိုများဆွဆွဲကြအောင်မလားတော့မသိဒီလိုမဟုတ်ပါဘူးအဲ့လိုလုပ်နိုင်တဲ့လူကလည်းအလွန်မှရှားမှာပါဟုတ်လားအဲ့တော့ဦးဇင်းတို့ပေးတဲ့ပေါင်းသူတော်ကောင်းတို့နော်မီးလောင်နေတဲ့အိမ်ကြီးနဲ့ဥပမာပေးပြီးတော့ငါအသုံးမချရင်တော့ဒါမီးထဲပါသွားမှာပဲဆိုတာကိုနားလည်ဖို့လိုတယ်ဒါကြောင့်မီးထဲမပါသေးခင်မှာသုံးလဲသုံးရမယ်ပေးလဲပေးရမယ်ကောင်းကောင်းအသုံးချနိုင်ဖို့လိုတယ်ဟုတ်လားတိုးတော်လည်းပဲဒီသဘာဝကြတဲ့ဒီအမြင်ကနော်လောဘနဲ့ရှင်ပြီးတော့တွေးမယ်ဆိုရင်တော့သိပြီးတော့လက်ခံနိုင်မှာမဟုတ်ဘူးဟုတ်တယ်မဟုတ်လားညီကတွေ့တာမှုတွေနဲ့စဉ်းစားမယ်ဆိုရင်တော့သိပြီးတော့စိတ်ထဲမှာသဘောကျမှာမဟုတ်ဘူးပေါ့တိုးတော်လည်းပဲဒါဟာစစ်မှန်တဲ့နောက်ကောင်းကျိုးချမ်းသာကိုရနိုင်တဲ့သဘာဝကြတဲ့အမြင်တစ်ခုလို့တော့မဆိုနိုင်ဘူးလားဆိုနိုင်တယ်ဒါကဏီကုန်းပိုင်းလေးပြောတာပါဟုတ်လားဒါကြောင့်ဒါနပါရမီနဲ့ပတ်သက်ပြီးတော့ဒီကာဓမ္မတို့ဦးဇင်းတို့တွေဖျားလောင်းနေမဟုတ်တဲ့အတွက်ကြောင့်လည်းပဲအိုးကြီးတစ်လုံးလုံးမှောက်လိုက်တယ်လို့မျိုးတော့လည်းမလုံးနိုင်ဘူးပေါ့ဟုတ်လားဒါကြောင့်စောစောတုန်းကနေတန်းတုန်းကပြောရတယ်မို့လားအိုးကြီးမှောက်တဲ့လောက်မလုံးနိုင်အောင်တော့မှစောင်းတဲ့လောက်ကလေးတော့လုံးနိုင်ဖို့တော့မလိုဘူးလားဒါကိုလုံးနိုင်ရင်လုံးနိုင်တဲ့လောက်ကိုယ့်အတွက်ကောင်းကျိုးရှိမှာပါပဲဟုတ်တယ်မို့လားဒါကဦးဇင်းကလျှော့ပေါ့ပြီးတော့ပြောတာပေါ့နော်ဒါကြောင့်ပိဿပေါင်းသူတော်ကောင်းတို့ဒီအာရိတ္တသုတ်တန်လေးနဲ့ပဲဦးဇင်းတို့နောက်ဒါနပါရမီကိုဏီကုံချုပ်ပါဏီကုံချုပ်တာပေါ့နော်အဲ့ဒါဦးဇင်းတို့ပြောခဲ့တာတွေအကုန်လုံးပြန်ပြီးတော့အနှစ်ချုပ်ကြည့်မယ်နော်ပြောခဲ့တာတွေအကုန်လုံးပြန်ပြီးတော့အနှစ်ချုပ်ကြည့်မယ်ဟုတ်လားပါရမီဆိုတာမြင့်မြတ်သောပုဂ္ဂိုလ်တို့ရဲ့အလုပ်ပါရမီဆိုတာနိဗ္ဗာန်တည်းဟူသောတစ်ဖက်ကံကိုရောက်သွားစေတဲ့ပို့ပေးနိုင်တဲ့အလုပ်ဒါပါရမီပဲအဲ့ဒီပါရမီ7ပါးရှိတဲ့နက်ကဒီနေ့ဒါနပါရမီဆိုပြီးတော့သူမိတာရှင်ရဲ့သိသူ့ကိုယ်သူဆုံးမတဲ့အနေထားလေးကနေဒါဦးဇင်းတို့စပြီးတော့ပြောတယ်ဒါနရဲ့အကျိုးကျေးဇူးများပြားပုံတွေအကျိုးကျေးဇူးများပြားပုံတွေကိုသိဖို့လည်းလိုအပ်ပုံတွေဒါပြောလိုက်တယ်နော်သိပြီးတော့ပြုတာနဲ့မသိဘဲနဲ့ပြုတာနဲ့အကျိုးပေးခြင်းမတူဘူးဟုတ်လားဒါကြောင့်ဒါနရဲ့အကျိုးပေးတွေကိုသိဖို့လည်းလိုတယ်ပြီးတော့ဒီအကျိုးပေးအလွန်များပြားတဲ့ဒါနကောင်းမှုကိုနီးမှန်လမ်းမှစနစ်တကျပြုလုပ်တတ်ဖို့လည်းလိုတယ်အဲ့ဒီပြုလုပ်တတ်ဖို့အပိုင်းနဲ့ပတ်သက်ပြီးတော့ဦးဇင်းတို့ဣဇတိကဒါနဘာဟိတဒါနဆိုတာပြောခဲ့တယ်အာမိတဒါနဓမ္မဒါနဆိုတာပြောခဲ့တယ်သာဝိဇ္ဇဒါနအနဝိဇ္ဇဒါနဆိုတာလည်းပြောခဲ့တယ်ပုဂ္ဂလိကဒါနတန်ခိကဒါနဆိုတာလည်းပြောခဲ့တယ်နော်ဒါသဒါနပုဇိတဒါနဆိုပြီးတော့ကျွန်းအလှတော်လှန်ရေးအလှဆိုတာလည်းပြောခဲ့တယ်နောက်ပြီးတော့ကိုယ့်ရဲ့စိတ်ကိုတော့ကောင်းမြတ်တဲ့ဒီဒါနလေးနဲ့အစဉ်တစားအနေနဲ့ဆင်ပြီးတော့သမာဓိပညာကိုအထောက်အကူပြုဖို့ဆိုတဲ့ရည်ရွယ်ချက်နဲ့လူကြတန်းကြရမယ်ဆိုတာကိုလည်းမပြောခဲ့ဘူးလားပြောခဲ့တယ်ဟုတ်လားအဲ့ဒါကိုနောက်ဆုံးအရင်ခုပါပြောလိုက်တော့အိမ်ကြီးမီးလောင်နေဆိုရင်တော့ဆွဲထုတ်နိုင်လိုက်ရင်ကိုယ့်အတွက်ဒါကအကျိုးရှိတယ်ဆွဲမထုတ်နိုင်ဘူးဆိုရင်တော့မီးထဲပါသွားမယ်ဟုတ်လားအဲ့ဒါလေးနဲ့ဦးဇင်းကနေကုန်းချုပ်ချင်တာနော်ဒါကြောင့်ပိဿပေါင်းသူတော်ကောင်းတို့မီးကတော့လောင်နေတာပါပဲကိုဘလောက်ဆွဲထုတ်နိုင်မလဲဆိုတာကတော့ကိုယ့်ရဲ့ဘလောက်သိတယ်လဲဘလောက်ယုံကြည်တယ်လဲဘလောက်နားလဲတယ်လဲဒါတွေပေါ်မှာမူတည်မယ်ပေါ့ဟုတ်လားဒါကြောင့်ပိဿပေါင်းသူတော်ကောင်းဒီကနေ့ညပါရမီ7ပါးတဲ့ကနော်ဒါနကောင်းမှုဒါနပါရမီနဲ့ပတ်သက်ပြီးတော့ဒါဦးဇင်းတို့အသေးစိတ်ကလေးမှတ်သားထားတာလေးတွေကိုပြောပြပါတယ်နော်ဒါကြောင့်ပိဿပေါင်းသူတော်ကောင်းတို့ဒီဒါနပါရမီကိုစွမ်းအားရှိသမျှပြုလို့ရင်းဖြင့်မြင့်မြတ်သောပုဂ္ဂိုလ်တို့ရဲ့လမ်းစဉ်ကိုလိုက်နိုင်ကြတဲ့ဘုရားအစရှိတဲ့အရိယာသူတော်ကောင်းကြီးတို့ရဲ့လမ်းစဉ်ကိုလိုက်နိုင်ကြတဲ့သူတော်ကောင်းတွေဖြစ်ပြီးတော့နောက်ဆုံးမဲ့ညာဘုရားမျက်နှိပ်ပံကိုမျက်မှောက်ပြုနိုင်ကြပါစေလို့ဦးဇင်းတို့ဆန္ဒပြုပြီးတော့မေတ္တာပို့ရင်းဖြင့်တရားဝဓမ္မသဘင်ကိုအဆုံးတတ်ကြရအောင်နော်ဘဝတုသဗ္ဗမင်္ဂလရက္ခန္တုသဗ္ဗဒေဝတာသဗ္ဗဗုဒ္ဓ ानु ဘဝေနတရာဒုက္ခိဘွန်တုတိဘဝတုသဗ္ဗမင်္ဂလရက္ခန္တုသဗ္ဗဒေဝတာသဗ္ဗဓမ္မာ ानु ဘဝေနတရာဒုက္ခိဘွန်တုတိ
ဘဝတုသဗ္ဗမင်္ဂလာရခန္တုသဗ္ဗဒေဝတာသဗ္ဗသံဃာနုဝဝေနတရာဒုက္ခိဝန္တုတိဒီတုံမကံတေတရားနာပိသပေါင်းသူတော်ကောင်းတို့စာတာအလုံးသောတတ္တဝအနန္တတို့အားသဗ္ဗမင်္ဂလံလောကီလောကုတ္တရာကောင်းဆိုသည်မြတ်မင်္ဂလာဝဝတိဘဝတုကောင်းစွာမသွေဖြစ်တော်မူကြပါစေတည်းသဗ္ဗဒေဝတာမိမိတို့ခန္ဓာကိုယ်မှာစောင့်ကြနေကြကုန်သောနတ်မိမိတို့အိမ်မှာစောင့်ကြနေကြကုန်သောနတ်မိမိတို့သာသနာမိမိတို့ကဘာမှာစောင့်ကြနေကြကုန်သောနတ်မျက်နှာကောင်းနတ်ပေါင်းတို့ကလည်းပဲရက္ခဏတို့ကောင်းစွာမသွေဆောင်လျှောက်တော်မူနိုင်ကြပါစေတည်းသဗ္ဗဗုဒ္ဓနုဘဝေနကင်းကဝါလူသေးစုမကပွင့်တော်မူကြတဲ့သုတ္တရထာဝဘုရားရှင်ကိုတော်မြတ်တို့ရဲ့တကူတည်သောအနုဘောတော်တို့ကြောင့်၎င်းသဗ္ဗဓမ္မနုဘဝေနမေလီရန်ဖူရီရန်နိဗ္ဗာန်ပရိတေယဆိုသောဆေရန်သောတရားတော်မြတ်တို့ရဲ့တကူတည်သောအနုဘောတော်တို့ကြောင့်၎င်းသဗ္ဗတံအနုဘဝေနမေကထံ၄ယောက်ပလထံ၄ယောက်ဆိုသောရှေယောတော်ရိယတံဃာရှင်မြတ်တို့နှင့်တကွာသီလဂုဏ်သမာဓိဂုဏ်ပညာဂုဏ်တို့နဲ့ပြည့်စုံတော်မူကြတဲ့သမုဒိတံဃာအရှင်ကောင်းရှင်မြတ်ပေါင်းတို့ရဲ့တကူတည်သောအနုဘောတော်တို့ကြောင့်၎င်းတရားနေရောညပါဘေခမဆိုင်ချိန်ရှိတိုင်းဒုက္ခိကိုစိတ်နှဖျားချမ်းမာချမ်းသာခြင်းရှိကြကုန်သည်ဘဝတုကောင်းစွာမသွေဖြစ်တော်မူကြပါစေတည်း